လူတွေမှာစင်ထာဝရစိတ်ကြည်လင်းနေတာမဟုတ်ဘူးအာယုန်တွေကလည်းအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့ထာဝရကောင်းနေတာမဟုတ်သည့်အတွက်ကြောင့်စိတ်အခန်းသက်တဲ့အခါမှာဒေါသဆိုတာထွက်လာတတ်ကြအဲ့ဒီထွက်လာတဲ့ဒေါသကိုမထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အယုတ်ဆိုးအချီးတန်မဖြစ်တဲ့နာတွေဖြစ်သွားနိုင်တယ်ပေါ့လူတွေမှာလောဘဆိုတဲ့တရားရှိသလိုဒေါသဆိုတာလည်းရှိတယ်အကုသိုလ်တရားတွေကကိုယ်ထင်ကြီးတဲ့မာနသူတစ်ပါးကြီးပွားတာကိုမနာလိုတဲ့အိတ်တာကိုယ်သာအခွင့်အရေးရခြင်းနဲ့ပစ္စရိယဒီတရားတွေကလူတွေရဲ့ရင်ထဲမှာလွှမ်းမိုးပြီးတော့နေတတ်တယ်ပေါ့အမြဲတမ်းလွှမ်းမိုးနေတာမဟုတ်ပေမဲ့လို့အကြောင်းတိုက်ဆိုင်လာတဲ့အခါဖြစ်တတ်ကြတယ်ပေါ့လူတိုင်းဟာထာဝရပြုံးရှင်းနေတာမဟုတ်သလိုလူတိုင်းဟာလည်းအမြဲတမ်းစိတ်တူပြီးဒေါသထွက်နေကြတာမဟုတ်ပါဘူးသို့သောဒေါသထွက်เสียအကြောင်းရှိလို့ဒေါသထွက်လာပြီဆိုရင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ပေါ့လောဘဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဒေါသဖြစ်လာရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်သူတော်ဘာကြီးပွားတာကိုမနာလိုတဲ့အိတ်သာစိတ်တွေဖြစ်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ပြီးကိုယ်တကူစောကောင်းဆန်တဲ့စိတ်ဓာတ်တွေဝင်လာလို့ရှိရင်လည်းထိန်းချုပ်ဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုတော့ရှင်ထဲမှာလောဘဖြစ်လာလို့ရှိရင်လေသူ့ရဲ့အသိဉာဏ်ဟာအပြော့သွားပြီးတော့မလုံးတဲ့နာတွေမပြောတဲ့နာတွေပြောမလုံးတဲ့နာတွေလောက်တာဖြစ်တတ်တယ်ရှင်ထဲမှာဒေါသလွှမ်းမိုးလာလို့ရှိရင်လေစဉ်းစားဉာဏ်ပျောက်ကွယ်သွားပြီးတော့မပြောတဲ့နာတွေပြောမိတယ်မလုံးတဲ့နာတွေလုံးမိတယ်မမရွေးနေကိုဖြစ်စေတတ်တယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့ကိလေသာတရားဆိုးတွေကိုယ်ရင်ထဲမှာလွှမ်းမိုးမိနေပြီဆိုလို့ရှိရင်အသိဉာဏ်ပျောက်ကွယ်သွားပြီမပြောတဲ့စကားတွေပြောမိတယ်မလုပ်တဲ့အလုပ်တွေကိုလုပ်မိတယ်အဲ့လိုလုပ်မိသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေဟာဓမ္မဆိုးရွားသွားနိုင်တယ်ဒါကြောင့်မို့မကောင်းတဲ့စိတ်ဓာတ်မျိုးဝင်လာတဲ့အခါမှာထိန်းချုပ်ဖို့ကြိုးစားကြရမှာဖြစ်တယ်လောဘကိုလည်းထိန်းချုပ်ရမှာပဲဒေါသကိုလည်းထိန်းချုပ်ရမှာပဲမာနကိုလည်းထိန်းချုပ်ရမှာပဲအိတ်သာဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမှာပဲကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယဆိုတာကိုလည်းထိန်းချုပ်ရမှာပဲဖြစ်တယ်မထိန်းချုပ်လို့ရှိရင်အကြီးအကျယ်ပြဿနာဖြစ်ပြီးကိုယ်အတွက်လည်းဆိုးချိုးသူတို့အတွက်လည်းဆိုးချိုးဆိုတာမျိုးဖြစ်ပေါ်လာတတ်တယ်ပေါ့ဒါကြောင့်မို့အမြဲဒေါသကိုထိန်းချုပ်ခြင်းဆိုတာဘယ်ပုံပဲနည်းသူတို့ကောင်းတွေဟာထိန်းချုပ်ခဲ့တယ်လေဆိုတာအာယ50ဇတ်တော်တွေထဲမှာသုလဘောဓိစာတကဆိုတဲ့သုလဘောဓိစတ်စပေါင်း958တယ်မယ်443ခုမြောက်သုလဘောဓိစတ်ဟာအမြဲဒေါသကိုပဲပုံထိန်ချုပ်ရမယ်ဆိုတာလက်တွေ့ကျင့်သုံးလိုက်နာဖို့သင်္ကန်းစာပေးတဲ့ဇာလမ်းပဲဖြစ်တယ်သင်္ကန်းစာပေးတာဟာတကယ်ဘဝတစ်ခုမှာကြုံတွေ့လာတဲ့တကယ်အဖြစ်ပြက်ကိုရည်ညွှန်းပြီးတော့သင်္ကန်းစာပေးတယ်လူတိုင်းဟာအမျက်ဒေါသကိုမထိန်ချုပ်နိုင်တာမဟုတ်ဘူးထိန်ချုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်အဲ့ဒီထိန်ချုပ်နိုင်တဲ့သူတော်ကောင်းတွေဟာဘယ်လိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့အမျက်ဒေါသကိုထိန်ချုပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားကဟောပြောတာဖြစ်တယ်။ဘာကြောင့်ဒီဇာလံကိုဟောပြောတာတော့ဆိုတော့မြတ်စွာဘုရားစေတော်ကျောင်းမှာနေတဲ့အခါမှာ
သာသနာပေါင်းဝင်ရောက်ပြီးတော့ယဟန်ပြုလာတဲ့ယဟန်တော်တစ်ပါးဟာပင်ကိုယ်စေရအရာဒေါသအမတန်ကြီးတယ်ထိတ်တဲ့ဆိုဒေါသဖြစ်တတ်တယ်ဒါကစရိုက်ဝါဒနာဆိုတာဘဝမှာပါလာတတ်တယ်စိတ်တူတတ်တဲ့လူဟာဘာပြောလိုက်ဒေါသဖြစ်ပေါ်လာတတ်တာပေါ့စိတ်ဆိုးတယ်မြဲထွက်တယ်ဒေါသဖြစ်တယ်ဆိုတာနည်းနည်းလေးပြောလိုက်လေမခံချင်စိတ်နဲ့ဒေါသဖြစ်လာတယ်အဲ့ဒါလို့စိတ်တူတာကောင်းသလားဆိုမကောင်းဘူးပေါ့စိတ်တူတာအရာမှာစိတ်တူတာကောင်းလားဆိုမကောင်းလူလောကမှာတူနဲ့တူဆက်ဆက်တဲ့အခါမှာအပြောမခံပြီးစိတ်တူနေတဲ့ပုဂ္ဂိုလ်တွေဟာအမှန်တမ်းတကူဒီအထီးကျန်တဲ့သဘောမျိုးကိုရောက်စေတတ်တယ်အဲ့ဒီယဟန်တော်တစ်ပါးဟာသင်္ကန်းဝတ်နေလင်ကစားသူကနည်းနည်းလေးမှအပြောမခံဘူးသူရင်ထဲကဒေါသကိုသူထိန်းချုပ်နိုင်စွာမရှိဘူးဘယ်သူကပြောလိုက်သူမကြိုက်တာဆိုရင်ထောင်းငနဲ့ဆိုဒေါသဖြစ်တယ်အဲ့ဒါနဲ့မြတ်စွာဘုရားကအဲ့ဒီယဟန်ကိုခေါ်ပြီးတော့ဆုံးမတယ်ယဟန်ဒေါသဆိုတာထိန်းချုပ်ရမှာဖြစ်တယ်ကောဒေါနာမဝါရိတဘောကိုယ့်ရင်ထဲမှာအပြည့်ဒေါသဖြစ်လာလို့ရှိရင်တားမြစ်ရမယ်ထိန်းချုပ်ရမထိန်းချုပ်ဘဲနဲ့လွတ်ထားလို့မရဘူးကောင်းတာနဲ့မကောင်းတာနှစ်ခုရှိတဲ့အထက်မှာမကောင်းတဲ့စိတ်နေသဘောထားတွေရင်ထဲဖြစ်လာလို့ရှိရင်ထိရမှာပဲလူတွေကကိုယ့်ကိုထိမှုမကြိုးစားကြဘူးအများအားဖြင့်သူများကိုထိမှုပဲကြိုးစားကြတယ်လူတယောက်တို့ထိမ့်သိမ်းဆောက်ရှောက်နိုင်တော့လည်းပဲကိုယ့်ရင်ထဲကအကုသိုလ်တရားတွေဖြစ်လာတာကြတော့ထိမ့်သိမ်းနိုင်စွာမရှိကြဘူးမတားမြစ်နိုင်စွာမရှိကြဘူးတားမြစ်ဖို့လည်းမကြိုးစားကြဘူးအများအားဖြင့်အဲ့တော့အရေးကြီးတာသူများထိန်းချုပ်ဖို့တဲ့ကိုယ့်ရင်ထဲမှာဖြစ်နေတဲ့ဒေါသကိုထိန်းချုပ်နိုင်ရမယ်အိတ်သားဆိုတဲ့ jealousy ကိုလည်းထိန်းချုပ်ရမယ်မာမနာတွေလည်းထိန်းချုပ်ရမယ်လောဘလည်းထိန်းချုပ်ရမယ်မစ္စရိယဆိုတဲ့ကိုကြိုးစားတဲ့စိတ်ကိုလည်းထိန်းချုပ်ရအဲ့တော့ဒီယဟန်ဟာသူ့ရဲ့အကျင့်စရိုက်ကထိတ်ကနေရှိစိတ်တူတတ်တယ်အများနဲ့နေတဲ့အခါမှာဒီအပြောမခံလို့ဒေါသအလျောက်တုံ့ပြန်လာတယ်ဆိုလို့ရှိရင်ပြဿနာတွေအကြီးကျယ်ဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လူတိုင်းဟာဒေါသကိုထိန်းချုပ်ပြီးတော့တိကံစိတ်ကိုမွေးမြူချရမှာဖြစ်တယ်ဝိုင်းပြီးတော့မိတ်ဆွေတွေကတိခံမှုတိုက်တွန်းကြတယ်အဲ့တော့တချို့ကလည်းပဲမခံနဲ့မဟုတ်မခံဆိုတာကိုပဲကုန်ရှိတယ်လို့ထင်ပြီးတော့ပြီးလောက်ရလေပင့်ဆိုတာလို့မြောက်ပင့်ပေးတတ်တဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းလောကမှာအများကြီးရှိတယ်အဲ့တော့ကိုယ့်ရင်ထဲမှာဖြစ်တဲ့ဒေါသရဲ့အပြစ်ကိုသေသေးချာချာစိတ်ကြည့်ပြီးရင်တော့ထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ်တရှိတယ်ဘယ်ဟာပဲဖြစ်ဖြစ်ကောင်းခြင်းမကောင်းခြင်းဆိုတာနှစ်ခုရှိတယ်ဒီနေရာမှာဒေါသဆိုတာလုံးဝစင်စစ်မကောင်းတဲ့အရာသာဖြစ်တယ်ကောင်းတာဆိုတာကိုယ်ကနိုင်ရလို့ကျင့်တတ်သွားရင်ကောင်းတယ်လို့လူတွေကထင်ကြတယ်တကယ်ကတော့ဒေါသဆိုတာမကောင်းတဲ့အရာမကောင်းတဲ့အရာကိုကိုယ့်ရင်ထဲမှာဖြစ်မခံရဘူးထိန်းချုပ်ရမှာဖြစ်တယ်တားမြစ်ရမှာဖြစ်တယ်အဲ့တော့အဲ့ဒီယဟန်နဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဆုံးမတာငါဘုရားဟာဒေါသမထွက်အောင်အမြဲတမ်းဟောပြောတဲ့ဒေါသကိုထိန်းချုပ်ဖို့တိုက်တွန်းတဲ့တရားဓမ္မကိုဟောပြောတာဖြစ်တယ်ဒီလိုအဆုံးအမမှာသာသနာ့ဘောင်ဝင်ရောက်ပြီးတော့ယဟန်ပြုတာဖြစ်ပါလေရဲ့သားနဲ့ဘာဖြစ်လို့ကိုယ်ဒေါသကိုကိုမထိန်းနိုင်ရမှာလဲဘုန်းကြီးဝတ်တယ်ဆိုတာကိုယ့်ရဲ့လောဘဒေါသမောဟကိလေသာတွေကိုထိန်းသိမ်းဖို့ဘုန်းကြီးဝတ်တာပဲဖြစ်တယ်လောကလူတွေဆိုတာလေကိုယ့်ရင်ထဲကမကောင်းတဲ့စိတ်တွေကိုထိန်းချုပ်နိုင်ရမယ်ထိန်းချုပ်နိုင်မှသူတော်ကောင်းဆိုတာဖြစ်တယ်
ရှေးတုန်းကပညာရှိတွေဟာသူတို့ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွမ်းရှိခဲ့ကြတယ်ဆိုတာကိုမြတ်စွာဘုရားကသင်္ကန်းစာပေးတဲ့အနေနဲ့ဒီသုလဘောဓိစက်ကိုဟောတာဖြစ်တယ်ဘုရားရဲ့ရှေးဘဝအတိတ်ဘဝသာဓကဆိုတာသာတံဘူတံကာယတိတိသာဓကံလို့ဆိုတဲ့အတိုင်းတကယ်ဖြစ်ဖြစ်ခဲ့တဲ့ရှေးကတကယ်ကြုံခဲ့ရတဲ့အဖြစ်ပြတစ်ခုကိုသင်္ကန်းစာပေးတဲ့အနေနဲ့ဟောပြောတဲ့ဒေသနာကိုသာဓကဒေသနာလို့ခေါ်တယ်အဲ့ဒါကိုပဲမြန်မာတွေကသာဓကကိုကြည့်ပြီးစက်လို့နာမည်ပေးကြတာအဲ့ဒီစကားလုံးကိုပဲပြတ်ဇတ်တို့ကဇတ်တို့ဆိုတဲ့စကားလုံးတွေထွန်းလာကြတယ်ပေါ့နော်အငိမ့်တို့ပြတ်ဇတ်တို့ဆိုတဲ့ဇလန်းတို့ဆိုတာတွေကတကယ်တော့ဘုရားဟောတဲ့ဇာတကဆိုတာတကယ်အဖြစ်ပြက်စိတ်ကူးကြံစည်ထားတဲ့အရာမဟုတ်ပဲနဲ့တကယ်အဖြစ်ပြက်ကိုမြတ်စွာဘုရားဟောတာအဲ့တော့တကယ်အဖြစ်ပြက်ဆိုတာလောကကြီးမှာဆန်းကျဲတယ်စိတ်ကူးရင်လှုပ်တဲ့ဟာတွေကလည်းပြားသောအဖြစ်တကယ်အဖြစ်ပြက်ကိုအခြေခံပြီးတော့တွေးတောကြံစည်ပြီးရေးသားကြတာဖြစ်တယ်ပေါ့ဖြစ်ပြက်ဆိုတာရှိခဲ့တယ်ဒါကြောင့်မြတ်စွာဘုရားကဒေါသကိုထိန်းချုပ်ခဲ့တဲ့ရှေးသူတော်ကောင်းတွေရဲ့စံနမူနာကိုထိုယဟန်သဘောပေါက်လောက်အောင်စိတ်ဝင်စားအောင်ဟောပြောတာဖြစ်တယ်ဘဝတစ်ခုမှာဒီဖျားလောင်းကကာတိတိကုန်းမှာချမ်းသာကြွယ်ဝတဲ့ပြမနာတစ်မျိုးရဲ့သားပြမနာတူရဲ့သားလာဖြစ်တယ်နော်သူဟာပြမနာတူမျိုးတူရဲ့သားလာဖြစ်တဲ့အခါမှာသူ့ပဲဘဝကလာတာတော့ဆိုအဲ့ဒီဘဝမရောက်ခင်ကသူကပြမဖြစ်ခဲ့တယ်သူတော်ကောင်းတရားကျင့်ကြံကြုတ်ကိုအထုတ်လို့စံပင်ရှင်တွေရပြီးပြမပြေမှပြမဖြစ်တယ်ပြမဆိုတာကဒေါသအမတန်နဲတဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ပြမဝိဟာရဆိုတဲ့မေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေတဲ့ပုဂ္ဂိုလ်တွေအမတန်မှအေးချမ်းတဲ့ဘဝစိတ်တူတယ်ဆိုတာသူတို့မှမရှိဘူးနော်ဒေါသထွက်တယ်ဆိုတာမရှိဘူးအမြဲတမ်းမေတ္တာစိတ်ကရုဏာစိတ်မုဒိတာဥပေက္ခဆိုတဲ့ဓမ္မစိုးတရားတွေနဲ့နေကြလို့ဘဝမှာအလွန်ငြိမ်းချမ်းတဲ့ဘဝကနေပြီးတော့လူဘဝရောက်လာတာအဲ့တော့လူဘဝရောက်လာတော့နာမည်ပေးတဲ့အခါမှာဘောဓိကုမာရဆိုတဲ့နာမည်ကိုပေးတယ်သူတို့မျိုးရိုးကနေပေးတဲ့နာမည်လည်းဖြစ်နိုင်တယ်ပေါ့ဘုရားလုံးကအဲ့ဒီဘဝမှာဘောဓိကုမာရဆိုတဲ့နာမည်နဲ့ပုံနာမျိုးနွယ်ထဲမှာလူလာဖြစ်တယ်လူဘဝရောက်တဲ့ဆိုတာထုံးစံတိုင်းပဲဒီကနေ့ခေတ်လူဘဝရောက်လာတဲ့ပုဂ္ဂိုလ်လည်းဘာလို့တော့အရွယ်ရောက်ရင်ကျောင်းနေရတယ်ပညာသင်ကြရတယ်ဒါရှင်းတော့ကလည်းဒီတိုင်းပဲနော်သူလည်းပဲအရွယ်ရောက်တဲ့အခါမှာတက္ကသိုလ်ပြည်သွားပြီးတော့တတ်ပညာတွေသင်တယ်ပညာတက်လာပြီဆိုတဲ့အခါမှာလူလောကရဲ့ထုံတတ်စင်လာရပဲသူဆန္ဒကိုသူဆန္ဒမပါပြီမဲ့လို့မိဘတွေကခုံတည်ခြင်းတူတယ်အမျိုးဆက်ချင်းတူတယ်အည်ချင်းချင်းတူတယ်ဆိုတဲ့အမျိုးနွယ်ကသူတို့သမီးနဲ့လက်ထပ်ပေးစားဖို့ရစီမံလာကြတယ်ဒါတော့လူဘဝရောက်လာရင်ဘယ်သူပဲဖြစ်ဖြစ်ဒီလုပ်ငန်းတွေကခဏခေတ်လည်းဒီတိုင်းပဲလုပ်တာနော်မိဘတွေကအိမ်တော်ရဲ့သားချဖို့ကြိုးစားလာတယ်အဲ့ဒီသူ့အတွက်ရွေးချယ်လိုက်တဲ့သူတို့သမီးလောင်းကလည်းပဲရုပ်ဆင်းအမတန်မှလှပတယ်သို့တော့သူကလည်းပဲပြမပြေကနေစုတည်လာတဲ့အမျိုးသမီးပဲဖြစ်တယ်အဲ့ဒါတခုတော့သွားတူတယ်နှစ်ဦးလုံးဟာပြမပြေက
ဗြဟ္မပြည်ဆိုတာအိမ်အောင်ဖက်တဲ့ဒေသဘုံမဟုတ်ဘူးကိုယ့်ကိုလွတ်လွတ်လပ်နဲ့အမျိုးသားမျိုးသမီးခွဲခြားမှုမရှိတဲ့ဘဝမျိုးပဲသူကအဲ့တော့စိတ်ဝင်စားဘူးကာမဂုဏ်အာယုန်นี่မျိုးသားမျိုးသမီးစိတ်ဝင်စားတဲ့နေရမဟုတ်ဘူးသို့တော်လူလောကရောက်လာတဲ့အခါကျတော့သူတို့ရဲ့ဆန္ဒမပါပဲမိဘဆိုတာအတင်းစီမံတတ်ကြတယ်ပေါ့ခဏခင်းလဲတာမျိုးတွေရှိတာပဲသူတို့ဆန္ဒမရှိလင်ကသာမိဘတွေကအတင်းစီမံကြတယ်အတင်းစီမံလို့ပြဿနာဖြစ်သွားတာလည်းရှိတယ်သို့တော့သူတို့နှစ်ဦးကတော့အစရတဲ့ကစိတ်ဓာတ်အေးချမ်းကြတဲ့ပုဂ္ဂိုလ်တွေဆိုမိဘတွေကအတင်းစီမံပြီးတော့အာဝါဟဝိဝါဟဆိုတဲ့မင်္ဂလာပွဲကိုကျင့်ပလိုက်ကြတယ်နှစ်ယောက်စလုံးမှာကိလေသာစိတ်ဆိုတာမရှိကြဘူးကာမဂုဏ်အာယုန်ခံစားလို့တဲ့စိတ်မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဗြဟ္မပြည်ကလာတဲ့ပုဂ္ဂိုလ်တွေဟာဗြဟ္မပြည်မှာနေတယ်လို့ပဲလူဘဝမှာလည်းစိတ်ဝင်စားဘူးပဲဟိုတုန်းကအနေကြာလာတဲ့အခါအဲ့တိုင်းပဲနေတယ်ဗြဟ္မတွေနေတဲ့အနေထားမျိုးနေကြတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လို့သူတို့ဟာဒီဘဝမှာတဦးနဲ့တဦးတန်ရုံးစဉ်ဖြစ်မှုဆိုတာလုံးဝမရှိဘူးမိတ်ဆွေသဘောလောက်ပဲစိတ်ကထားကြတယ်တဏှာရာဂနဲ့ကြည့်တဲ့စိတ်သူတို့မှမရှိဘူးမျက်စိအကြည့်ကစပြီးတော့စင်ကြယ်တဲ့တန်ရှင်းတဲ့အဲ့ဒါလို့နဲ့ဗြဟ္မဏနဲ့ဗြဟ္မဏမိသားစုအတိုင်းဝိုင်းထဲမှာသူတို့သားသမီးနှစ်ဦးကိုထိမ်းမြတ်လက်ထပ်ပေးတော့မိဘရဲ့ဆန္ဒကိုမတွန်းလှန်ခြင်းလို့သူတို့ဟာမောင်နှမလို့ဆက်ဆံရေးနဲ့နေထိုင်ကြတယ်မောင်နှမဆက်ဆံရေးနဲ့ပဲနေထိုင်ကြတယ်မိဘတွေအသက်အရွယ်ရလာတဲ့အခါကွယ်လွန်အိဋ္ဌရောက်သွားတော့အလုံးစီးပွားတွေသူတို့လက်ထက်ရောက်လာအဲ့တော့ပစ္စည်းဥစ္စာလည်းကြွယ်ဝချမ်းသာကြတာဖြစ်တော့သူတို့ရဲ့ပိုင်ဆိုင်မှုငွေကြေးတဏှတွေဟာဂရေ80ရှိတယ်ဂရေ80တော့ဥစ္စာတွေမိဘတွေကရှားဝေထားလို့ပိုင်ဆိုင်ကြတယ်အဲ့ဒီမိဘတွေရဲ့ကွယ်လွန်အိဋ္ဌရောက်သွားလို့တင်းကြိုခြင်းကိစ္စလုပ်ပြီးတဲ့အခါမှာဘောဓိကုမာရကသူနဲ့ထိမ်းမြန်းလက်ထပ်ထားတဲ့ပြမဏိမြို့သမီးကိုပြောဆိုတယ်ဒီနေ့ကစပြီးတော့ဟောဒီဂရေ80သောဥစ္စာကိုမင်းကိုငါလွှဲမယ်အကုန်လုံးနော်အဲ့ဒီဂရေ80သောပစ္စည်းဥစ္စာတွေကိုမင်းအပိုင်ဖြစ်လွှဲပေးမယ်မင်းချမ်းချမ်းသာသာနေပြီတော့လို့ပစ္စည်းဥစ္စာလွှဲဖို့တိုင်ပင်တဲ့အခါမှာသူနဲ့လက်ထပ်ထားတဲ့ပုံနေမှအမျိုးသမီးကရှင်ကဘာလို့မလို့လဲလို့ဆိုတော့ငါကဒီပစ္စည်းတွေငါမလို့ချင်ဘူးငါအတွက်လည်းမလို့အပ်တော့ဘူးငါကဟိမန္တတောင်ဘက်ကိုတောထွက်ပြီးတော့ရသေးဝုတ်ပြီးကိုယ့်ရဲ့ဘဝကိုကိုယ့်အကွယ်ထိန်းချောင်းတော့မယ်လို့ဆိုတော့အဲ့ဒီသူ့ရဲ့ဇနီးကပြန်မေးတယ်ယဟန်ဝတ်တဲ့ယသိဝတ်တဲ့ဆိုတာယောက်ျားတွေသာဝတ်လို့ရတာလားမျိုးသမီးတွေရောဝတ်လို့မရဘူးလားဆိုမျိုးသမီးတွေဝတ်လို့ရပါတယ်ဆိုရင်ဒါဆိုလို့ရှိရင်သင်တို့စွန့်ပစ်တဲ့တတွေးကိုငါမခံယူနိုင်ပါဘူးဒီပစ္စည်းဥစ္စာတွေသူ့လည်းမလို့ချင်ပါဘူးသူလည်းယသိဝတ်ပါမယ်လို့အဲ့ဒီလိုနှစ်ဦးနဲ့တဦးနဲ့တူ
ပစ္စည်းပြောဆိုရင်ကနေပြီးတော့နှစ်ဦးလုံးကစိတ်ဝင်စားဘူးမိဘတွေလက်ထက်တုန်းကလည်းသူတို့လုံမလုံရဘူးမိဘတွေကြွေးထားတာပဲစားဒီပစ္စည်းတွေသူတို့စီမံရမယ်ဆိုတော့တယောက်ကမှမလုပ်ချင်ကြမလုပ်ချင်တော့အဲ့ဒါဆိုလဲတို့နှစ်ယောက်ကောင်းပြီဒီပစ္စည်းတွေကိုအကုန်လုံးလှူဒန်းပေးကန်လိုက်တယ်အလှူကြီးပေးလိုက်တယ်အလှူကြီးပေးပြီးတော့တောထွက်သွားကြတယ်နှစ်ယောက်စလုံးဒါရှေးကချမ်းသာတဲ့ပုဂ္ဂိုလ်တွေကဒီလိုလှုပ်လိလှုပ်ထားရှိကြတာပေါ့နော်တောထွက်သွားတယ်တောထွက်သွားပြီးတော့တောတဲ့တနေရာသာသာရရှိတဲ့နေရာမှာသင်္ကန်းကျောင်းဆိုရသေးကျောင်းလေးတွေဆောက်ပြီးတော့တောထဲမှာတီးတဲ့သစ်သီးဝလံလေးဒါတွေကိုရှာကြံပြီးတော့သစ်သီးစားတဲ့သစ်သီးစားပြီးဘဝကိုရပ်တည်ကြတယ်လို့သူတို့ဆိုလို့နော်တောထဲမှာသစ်သီးစားပြီးတော့နေကြတာအဲ့လိုနဲ့တောထဲမှာကရှိတဲ့သစ်သီးဝလံတွေစားပြီးတော့10 နှစ်ကြာသူတို့နှစ်ယောက်ဟာကိုเจ้าလေးနဲ့ကိုတူနဲ့တူဖော်ပြုတ်ပြီးတော့10 နှစ်ကြာနေကြတယ်သို့တော့တူပေါ်တူတဏှာကတန်ရောစဉ်မရှိတော့လည်းပဲတူနဲ့တူကျင်နာမှုကတော့ရှိကြတာပေါ့မေတ္တာရှိတယ်ကရုဏာရှိတယ်မုဒိတာရှိတယ်ရပစိုးတရားနဲ့မိတ်ဆွေသဘောသူတို့ဟာအတူတကွတော်ထဲမှာနေကြပြီတုံးနဲ့တူကူညီမှုတော့ပြုကြတယ်သို့တော့ကိုယ်သင်္ကန်းကြောင်းနဲ့ကိုနေကြတယ်အဲ့လိုနှူးနေတဲ့အခါမှာသဗ္ဗထကျင့်စဉ်ကိုကျင့်မိမယ်လို့သူတို့ဆံရတဲ့ပုဂ္ဂိုလ်ဖြစ်မရောက်ဘူးသို့တော့ယဟန်ဘုရားလွတ်လွတ်လပ်လပ်နဲ့နေရတဲ့ယသိယဟန်ဘုရားမှာ10 နှစ်ကြာနေထိုင်တယ်တောထဲမှာသစ်သီးဝလံမြည်ဝဲစားပြီးတော့နေတဲ့အခါယောဂတစ်မျိုးဖြစ်တတ်တယ်စားတတ်မရတဲ့အခါမှာလူကြီးယောဂဖြစ်တတ်တယ်လို့ပြောတယ်အဲ့ဒီတော့ကတော့ဟိမွန်တာမှာစားရှိသလားမရှိဘူးလားတော့မသိဘူးကနေ့ခေတ်တော့ဟိမွန်တာစားဆိုပြီးတော့ရောင်းတာတွေရှိတယ်ရှိကောင်းတော့ရှိနိုင်တာပေါ့နော်သို့တော့တော့ရသေးတွေဟာတည်တည်ရွတ်စားပြီးတော့တချို့တည်းရတွေကြတော့ပြုတ်စားမှာပေါ့လေအဲ့လိုနဲ့အသက်ရှင်နေတဲ့အခါစားမပါတဲ့အစားအစာတွေစားရပါများတဲ့အခါမှာယောဂတစ်မျိုးဖြစ်တတ်တယ်တဲ့ကျုံလှီဖြော့တော့တဲ့ယောဂမျိုးတွေအဲ့ဒီယောဂမျိုးတွေဖြစ်လာတဲ့အခါမှာသူတို့ဟာလူတွေနေတဲ့မြို့တွေရွာတွေဘက်ကိုလာပြီးတော့စားနဲ့ချက်တဲ့စားပါတဲ့ဟင်းတွေကိုစားပြီးတော့ကိုယ်ကျမ်းမာရေးကိုပြန်ပြီးတော့တိဆောက်ကြရတယ်လို့ဆိုတယ်ဗမာပြည်မှာလည်းသစ်သီးစားကျင့်တဲ့ပုဂ္ဂိုလ်တွေကြားဘူးတယ်ဘယ်လောက်ထိအောင်သစ်သီးစားပြီးတော့နေနိုင်တယ်လဲဆိုတာတော့မသိဘူးလုံးဝစားမစားပဲနဲ့သစ်သီးကိုသာစားပြီးနေလို့ရှိရင်ဘာဖြစ်လာမလဲဆိုတာဒီအာဟာရဓာတ်နဲ့ပတ်သက်တဲ့ဆရာဝန်တွေတော့သိကောင်းသိလိမ့်မယ်စာထဲမှာတော့လောနံဘိလသေဝနထာယဆိုတာချင်းစားမိဝဲခြင်းကြုံအချင်းတို့စားတို့ဆိုတာလိုအပ်တယ်လို့ဆိုတယ်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေအဲ့ဒီလိုအပ်ချက်တွေကြောင့်ဟိမွန်တာကနေပြီးတော့ထွက်လာတယ်ဒါကအကြောင်းတစ်ခုတော့ဖြစ်လိမ့်မယ်ဟိမွန်တာဒေသဆိုတာနောက်အကြောင်းတစ်ခုကဟိမွန်တာဒေသဆိုတာဆောင်းရသည်မှာလည်းလွန်အေးတယ်ဆောင်းရသည်မှာလွန်အေးသည့်အတွက်ကြောင့်ဆောင်းရသည်မှာဆောင်းခိုဖို့အတွက်လူတွေနေတဲ့မြို့တွေရွာတွေဘက်ကိုဆင်းလာတာလည်းဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုကနေ့ခေတ်မှာဆိုလို့ရှိရင်တိဘက်ဒေသမှာနေကြတဲ့တိဘက်လူမျိုးတွေအခုအိန္ဒိယမြောက်ပိုင်းမှာလက်ဒတ်ဆိုတဲ့
ပြည်နယ်မှာနေကြတဲ့တိဘက်တွေဟာဆောင်းရသည်ဆိုလို့ရှိရင်ဗာရာဏသီမြို့ဘက်ကိုဆင်းလာကြတယ်ဆောင်းရသည်ဆိုရင်ဗုဒ္ဓဂယာတို့ဗာရာဏသီတို့လာပြီးတော့တိဘက်တွေဟာအဲ့ဒီမှာလာနေကြတယ်ဆောင်းကျွတ်တော့တစ်ခါပြန်တက်သွားကြတယ်သူတို့ဟိမဝန္တာမှာဆောင်းရသည်ကအလွန်အေးတာအလွန်အေးတော့ဆောင်းခိုဖို့အတွက်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါဘို့ယသိတွေဟာဆောင်းရသည်ရောက်လို့ရှိရင်အောက်အနိဗ္ဗာန်ကိုဆင်းလာကြပြီးတော့မြို့တွေရွာတွေမှာလှည့်လည်ပြီးတော့နေထိုင်ကြတယ်အဲ့ဒါလို့နေရင်ကဒီယသိနှစ်ဦးဟာလည်းပဲခရီးစဉ်အတိုင်းနောက်ဆုံးပဲထိရောက်လာတော့ဆိုဗာရာဏသီထိအောင်ရောက်လာကြတယ်ဗာရာဏသီမြို့ကလူသူတိတ်ဆိတ်ပြီးတော့အဆောင်အကျရှိတဲ့အေးချမ်းချမ်းနေလို့ရတဲ့ဘယင်ပိုင်နဲ့ဥယျာဉ်ထဲမှာသွားရောက်နေတယ်အဲ့တော့ဥယျာဉ်ဆိုတာတော့ခဏခေတ်ပြောမယ်ဆိုလို့ရှိရင်တော့ဘယင်နေစိုက်ပျိုးထားတဲ့သီးနှံနေစိုက်ပျိုးထားတဲ့သစ်ပင်နေစိုက်ပျိုးထားတဲ့ခြံကြီးတွေဖြစ်လိုက်တောတွေစိုက်ပျိုးထားတဲ့သဘာဝတောတွေသဘာဝသစ်ပင်တွေပန်းပင်တွေအဲ့လိုဟာတွေစိုက်ပျိုးပြီးတော့အဆောင်ရှောက်နဲ့ထားတဲ့ဥယျာဉ်ခြံကြီးတွေကိုပြောတယ်အဲ့ဒီဘယင်ပိုင်တဲ့ဥယျာဉ်ခြံကြီးတွေဆိုတာဆောင်းရှောက်မှုရှိသည့်အတွက်ကြောင့်နေရထိုင်ရအဆင်ပြေတယ်ပေါ့အဲ့ဒါကြောင့်မို့မင်းပိုင်တဲ့ဥယျာဉ်တွေကိုရောက်လာပြီးတော့ဆောင်းရသည်မှာဆောင်းခိုတဲ့အနေနဲ့အဲ့ဒီမှာနေကြတယ်တဲ့အဲ့တော့ဒီနေ့ကျတော့ဘယင်ကဘယင်ရဲ့ဥယျာဉ်မှုလုပ်တဲ့လူကဥယျာဉ်ထဲမှာထွက်တဲ့သစ်သီးဝလံပန်းမှန်တွေကိုဘယင်ထံလက်ဆောင်ပေးဖို့ယူသွားရင်ဘယင်ကြီးစီသွားခါသားတဲ့အခါမှာဥယျာဉ်မှုကိုဘယင်ကပြောလိုက်တယ်ငါတို့ဥယျာဉ်သားကိုဥယျာဉ်ကိုပျော်ပွဲစားထွက်ကြမယ်ဥယျာဏခိရိတံကိလေသာမဆိုနန်းတော်ထဲမှာဒီတိုင်းပဲနေရတာလူဆိုတာအဆောက်အဦကြီးထဲမှာအကြာကြီးနေရရင်ကြီးဝိတ်လာတယ်ပေါ့ဒါကြောင့်မို့တောထဲမှာထွက်မယ်ဥယျာဉ်ဆိုတဲ့တောထဲမှာငှက်တွေရှိတယ်တိရစ္ဆာန်တွေရှိတယ်သဘာဝတောတောင်တွေဖန်တီးထားတာတွေရှိတယ်အလှဆင်ထားတဲ့ဥယျာဉ်မဟုတ်ဘူးဒါတည်းဥယျာဉ်ဆိုလို့ရှိရင်တော့ပြုပြင်ပြီးတော့အလှဆင်ထားတာမဟုတ်ဘဲနဲ့ခြံကြီးတွေလို့ပြောခြင်းပြောလို့ရနော်တောအုပ်ကြီးတွေပေါ့ဘယင်တွေစောင်းရှောက်ထားတဲ့တောအုပ်ကြီးတွေသဘာဝတောအုပ်ကြီးတွေအဲ့တောအုပ်မှာငှက်တွေလည်းရှိကြတယ်သားသမီးတွေလည်းရှိကြတယ်ရှေးအိုင်တွေလည်းရှိတယ်ပန်းမျိုးစုံတွေလည်းရှိတယ်အဲ့ဒီဥယျာဉ်ဘက်ကိုဘယင်ကြီးကထွက်လာဥယျာဉ်ပြောပဲသွားထက်မယ်လို့သူ့ကိုမှားလိုက်တော့ဥယျာဉ်ဘက်ကိုရောက်လာအဲ့ဒီမှာဘယင်လာတော့မယ်ဆိုရင် तू ကဥယျာဉ်ထဲမှာတန်ရှင်းလို့ရတယ်လုံခြုံရေးတွေစီမံရတယ်ဘယင်သွားမဲ့နေရာတွေအကုန်လုံးဥယျာဉ်မှုဆိုတာတကယ်ကတော့အဲ့ဒီဥယျာဉ်လုံခြုံရေးဆွမ်းရှောက်ရတဲ့ပုဂ္ဂိုလ်တွေပေါ့ तू ကတော့ခေါင်းဆောင်ပေါ့အဲ့ဒီဥယျာဉ်မှုဆိုတဲ့ပုဂ္ဂိုလ်ကဘယင်လာလို့ရှိရင်ဆင်ပြေဖို့အတွက်အလုံးပြင်ဆင်ထားတယ်အနေကဲမှုအတွက်အလုံးပြင်ဆင်ထားတော့ဘယင်ကြီးကအဲ့ဒီဥယျာဉ်ကိုနောက်လိုက်နောက်ပါအချမ်းရံများစွာနဲ့ဥယျာဉ်ကိုပျော်ပွဲစားထွက်လာတယ်ပေါ့အဲ့ဒီအချိန်မှာခုနကယသိနှစ်ဦးဘောဓိကုမာရယသိနဲ့လူဘွားကဇနီးဖြစ်တဲ့ယသိမတို့ဟာဥယျာဉ်ထဲမှာသူတို့လဲအေးချမ်းချမ်းတဲကြောင်လေးတွေနဲ့ဆောက်လုပ်ပြီးတော့နေထိုင်ကြတယ်အဲ့လိုနေတာကိုဘုရင်ကြီးကဥယျာဉ်ထဲမှာသူလှက်ပတ်ကြည့်ရင်ကနေပြီးတော့ယသိကျောင်းတွေဘက်ကိုရောက်သွားတယ်ယသိနှစ်ဦးဟာတဲကြောင်လေးတွေနဲ့
တဲကြောင့်ဆိုတာတော့နေဖြစ်ုံလေးဆောက်ထားတဲ့ဟာတွေဖြစ်ပါလေနော်ကာယံအိန္ဒိယမှာဆိုတော့တဲပုတ်ကလေးတွေနဲ့နေတဲ့လူတွေအများကြီးရှိတယ်သူတို့လည်းနေဖြစ်ုံအမိုးကာလေးနဲ့ဆောက်ထားတာလေတန်တန်ပြတ်ပြတ်နဲ့လဲကျင်းပြီးတော့ဒီပြင်ဒီမှာတဲလေးနှလုံးနဲ့နေထိုင်တဲ့ယသိတွေဘုရင်ကြီးကဥယျာဉ်နဲ့လှက်ပတ်ရင်ကြည့်တော့အကြည့်တော့ဒီဥယျာဉ်ထဲမှာနေတဲ့ယသိမလေးကအသက်အရွယ်ကလည်းဒီလောက်အကြီးအရွယ်ရှိသေးတယ်ပေါ့နော်အရွယ်ရှိသေးတယ်ပင်ကိုယ်ကလည်းပဲရုပ်ဆင်းကအမတမလှပတယ်ပေါ့ဗြဟ္မပြေကလာတာဆိုရုပ်ကလည်းတန့်တယ်လှလည်းလှတယ်ယသိဝလေးနဲ့ဆိုပို့ပြီးတော့ကြည့်ကောင်းတယ်လို့ပြောမှာပေါ့နော်အဲ့တော့ဘုရင်ကြီးကသူ့လည်းတွေးလိုက်ရောဘုရင်ဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေကစိတ်ကိုလွတ်ထားတဲ့ပုဂ္ဂိုလ်တွေလေစိတ်ကိုလွတ်ထားတာလိုချင်စရာရှိရင်လည်းလိုချင်တယ်စိတ်ဆိုးစရာရှိရင်လည်းစိတ်ဆိုးတယ်မာမနာတွေကြီးတယ်ဘုရင်ဆိုတဲ့ပုဂ္ဂိုလ်ကကိုယ့်ကိုယ်ထိန်းချုပ်မှုမရှိကြဘူးမရှိတော့သူစိတ်แท้ထင်တာလုပ်တဲ့သူတွေပေါ့သူ့ကိုအုပ်ချုပ်မဲ့လူမရှိတော့အဲ့တော့ယသိမလေးကိုမြင်တဲ့အခါမှာယသိမကိုမျက်စိကျတယ်ပေါ့နော်မျက်စိကျတော့သူ့အဖော်ယသိစီကိုသွားတယ်သွားပြီးတော့ဒီယသိမကိုရောနဲ့ဘာတော်လုံးလို့သွားမေးတာကိုရောနဲ့ဘာတော်လုံးဆိုအဲ့တော့ဘုရားလောင်းယသိကပြောပြတယ်အခုဘာမှမတော်ပါဘူးတဲ့သူနဲ့ဘာမှမတော်ပါဘူးဒါပေမဲ့သူတို့တူတူယသိဝတ်လာခဲ့ကြတာပါတဲ့တရားကျင့်မောကျင့်ဘက်ပါတဲ့ဒါပေမဲ့လို့တော့လူဘဝတုန်းကတော့သူ့ရဲ့စနီးပါလို့ပြောတယ်ဒါအမှန်တိုင်းဖွင့်ပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမှာဘုရင်ကြီးကဘာမှမတော်ဘူးဆိုတာလေးပဲသူကစိတ်ထဲမှာမှတ်ထားတယ်ယသိကလည်းအခုချိန်မှာဘာမှမတော်တော့လူဘဝတုန်းကသာမိဘပေးစားထားတဲ့ဇနီးတယ်ဆိုတာကိုပြောတာဘာမှမတော်ဘူးဆိုတော့သူကအဲ့ဒီယသိမလေးကိုမိဖုရားမြောက်ခြင်းတယ်ပေါ့အတင်းမိဖုရားမြောက်ဖို့ကြိုးစားလာဒါလောကကြီးမှာဖြစ်နေဖြစ်တာရှိတဲ့ကိစ္စတွေပါဒါအထူးဆန်းတော့မဟုတ်အဲ့တော့မိဖုရားကိုတင်းကျပ်ခေါ်သွားဖို့ဒီမိဖုရားအဖြစ်တင်မြောက်ဖို့ဒီယသိမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ယသိရဲ့စိတ်ကိုစမ်းကြည့်တာကိုရောနဲ့ဘာမှမတော်ဘူးအခုဘာမှမတော်ဘူးဆိုလို့ရှိရင်သူ့ကိုနန်းတော့ခေါ်သွားမယ်နန်းတော့ခေါ်သွားမယ်ဆိုလို့ရှိရင်ဘာများလှုပ်မလဲစူးစမ်းကြည့်အောင်မယ်ဆိုပြီးတော့ဘုရင်ကြီးကသူ့ကိုပြောတာယောတိဣမံဝိတလက်ခေပိယံတံမိတဘာတိနေအဲ့တော့ယသိမလေးကအတော်ချောတာချောတော့သူ့ရဲ့မျက်လုံးလေးကလည်းမျက်လုံးပြူးပြူးပေါ့ပြူးပြူးဆိုတာမျက်လုံးကျဲတယ်မျက်စိမေးမေးမဟုတ်ဘူးမျက်လုံးကျဲကျဲမျက်လုံးကျဲကျဲနဲ့တောက်ပသောမျက်လုံးရှိတယ်ပိယံတံမိတဘာတိနေစကားပြောလို့ရှိရင်လည်းချစ်ခင်ပွဲရာတူတူတက်တာပြောတတ်တယ်တန်ချိုချိုမြတ်မြတ်နဲ့ပြောတတ်တယ်ပေါ့အဲ့ဒီလိုယသိမရဲ့ပုံမှန်တရံကိုကြည့်ပြီးတော့မျက်လုံးကျဲကျဲတူတူရဲပြီးတော့ပြောတတ်တဲ့ဟောဒီယသိမလေးကိုအတင်းကျပ်ခေါ်သွားမယ်ဆိုရင်ကိုတော့ဘာလုပ်မလဲအတင်းခေါ်မယ်တဲ့ဘာလုပ်မလဲလို့ဆိုအဲ့ဒီမှာဝေါရိကုမာရယသိကဘာပြန်ပြောတော့ဆိုဥပ္ပစ္စေမေနတ်မုတ်စေရငါရင်ထဲမှာတော့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့လို့ငါဒေါသကိုထိန်းချုပ်မယ်
ဥပ္ပစ္စေမေနမုတ်စေရရှင်တွေကမကျေနပ်တဲ့ဒေါသတော့ဖြစ်မယ်မတရားဘူးမတရားလုပ်တာမကြိုက်လို့မကြိုက်တဲ့ဒေါသတော့ဖြစ်မယ်ဒါပေမဲ့ဖြစ်လာတဲ့ဒေါသကိုထုတ်မပြောဘူးနမေမုတ်စေရစီဝတော့ငါအသက်ရှင်နေသမျှကာလပတ်လုံးငါဒေါသဖြစ်တာကိုဘယ်တော့မှမသိစေရအောင်ရဇံဝဝိပုလဝဋ္ဌိခိပ္ပမေဝနိဝရေတပေါင်းတစ်ခုမှာဖုန်နေဟာလွင့်တက်ပြီးကောင်းကင်ကြီးတစ်ခုလုံးခမိုင်းမိုင်းဖြစ်နေတတ်တယ်ပေါ့အညာဒေသမှာဆိုရင်ကြည့်လိုက်မိုးမရွာမချင်းတပေါင်းတစ်ခုကဆုံဆိုတဲ့ချိန်လေးမှာကောင်းကင်များမြူပုံတွေဆိုင်းနေတတ်တယ်ပေါ့အဲ့ဒီမှာမိုးကြီးရွာချလိုက်လို့ရှိရင်အဲ့ဒီမြူတွေကပျောက်သွားတယ်ကောင်းကင်ကြီးကကြည်သွားတယ်အဲ့ဒါလိုပဲတဲ့သူ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသကိုသူထိန်းချုပ်ပြီးတော့ဖယ်ရှားပြစ်မှာပါလို့ရှင်တွေကဒေါသဖြစ်လာမဲ့ဆိုရင်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးနော်ငါအသက်ရှင်သမျှကာလပတ်လုံးငါဒေါသအပြင်ကိုမထွက်စေရဘူးရင်ထဲမှာဒေါသမဖြစ်ဘူးလို့တော့မပြောဘူးသူဖြစ်မယ်အေးမိုးကြီးရွာချလိုက်တဲ့အခါမှာလွင့်နေတဲ့မြူမုံတွေပျောက်ကွယ်သွားသလိုပဲငါရင်ထဲမှာဖြစ်လာတဲ့ဒေါသဟာမိုးရွာချလိုက်သလိုပျောက်ကွယ်သွားမှာပဲဖြစ်တယ်လို့ယသိကအဲ့လိုပြောပြီးတော့သူကရဲရဲဝံ့အဲ့လိုဘယင်ကိုပြန်ပြီးတော့ပြောလိုက်တဲ့အခါမှာဒီလိုယသိကပြောတာကိုဘယင်ကြီးကနားလဲဖို့တော့ကောင်းတယ်ပေါ့သို့တော့နားမလဲဘူးသူ့ရင်ထဲကဒီယသိမအပေါ်မှာဆွဲလန်းနေတဲ့စိတ်ကြောင့်မို့လို့သူ့စိတ်ကိုသူမတားမြင်နိုင်တဲ့အခါအမတ်တယောက်ကိုမိတ်ပေးလိုက်တယ်ဒီယသိမကိုနန်းတော့ခေါ်သွားလိုက်ဆိုပြီးတော့အတင်းဆွဲခေါ်ခိုင်းနော်အဲ့တော့ယသိမလေးအတင်းဆွဲပြီးတော့ခေါ်သွားကြတယ်နန်းတော့ခေါ်သွားတယ်အဲ့တော့ယသိမအဓမ္မောလောကေဝတ္တတိအာယုတ္တသူဘာပြောတော့ဆိုအေးလောကကြီးမှာမတရားမှုတွေတော့ဖြစ်နေပြီမလုံးတဲ့အလုပ်တွေလုပ်နေကြပြီလို့ဆိုပြီးအော်ဟေ့ငိုကြွေးတယ်သူကနော်ငိုရုံပဲသူငိုနိုင်တယ်ပေါ့မတရားဘူးဆိုတာတော့ပဲပြောပြီးတော့အဲ့လိုမင်းမှုရန်တွေကနန်းတော်ထီအောင်သူ့ကိုခေါ်သွားကြတယ်ဖျားလောင်းကတော့အဲ့ဒီအချိန်မှာသူကဘောဓိကုမာရယသိကတော့ခေါ်သွားတဲ့အခါမှာတစ်ချက်ပဲလှမ်းကြည့်လိုက်ပြီးနောက်ထပ်ငုံပြီးတော့သူသင်္ကန်းပဲသူချုပ်နေတယ်ယသိဝတ်စုံကိုချုပ်နေတယ်အဲ့နဲ့ချုပ်ရတယ်ပေါ့သူတို့နောက်ထပ်မကြည့်တော့သူတို့ခေါ်သွားတာကိုသူကဘာမှဝင်မပြောဘူးဒီတိုင်းပဲနေလိုက်တယ်ဘုရင်ကလည်းပဲအဲ့ဒီနန်းတော်ကိုအတင်းကျပ်ခေါ်ခိုင်းသွားပြီးတော့အခန်းတစ်ခန်းထဲမှာလှောင်ထားလိုက်တယ်လှောင်ထားပြီးတော့အမျိုးမျိုးဖြာရောင်သေးဆောင်တယ်ပေါ့မိဖုရားမြောက်မဲ့အကြောင်းတွေပြောတဲ့အခါမှာယသိမလုံးဝလက်မခံဘူးယသိမရဲ့စိတ်ပြောင်းလဲအောင်သူမတတ်နိုင်တော့ယသိဒီအခန်းတစ်ခန်းထဲမှာလှောင်ပိတ်ထားပြီးတော့ဘုရင်ကြီးကငါဆွဲခေါ်လာတဲ့အခါဟိုကြံရတဲ့ယသိကဘယ်လိုနေသလဲဆိုတာကိုသူသိချင်တယ်အတင်းကျပ်ခေါ်လာတော့ဟိုယသိကဘယ်လိုများနေမလဲယသိဆိုတာသူတို့ခေတ်ကကြောက်ရတာလည်းရှိတယ်ပေါ့ယသိတွေကိုပြစ်မှားလို့တိုက်ပြီးပြက်သွားတာတွေရှိတယ်ယသိတွေရဲ့မန္တန်ဆွမ်းကိုနဲ့ဒုက္ခရောက်သွားကြတာတွေရှိတယ်သူတို့မှလည်းဇလန်းတွေအများကြီးရှိတယ်ပေါ့အခုလည်းသူယသိကိုတင်းကျပ်ခေါ်သွားတာဖြစ်တော့ဟိုယသိကများမန္တန်ဆုပ်ပြီးတော့သူသိအောင်များလုပ်မလားလို့တန်တရားဖြစ်လာတယ်ဒါကြောင့်မို့ငါသွားကြည့်မယ်ဆိုပြီးအချမ်းရနဲနဲ့ဥယျာဉ်ကိုပြန်သွားတယ်ပြန်သွားတော့ဘောဓိကုမာရမင်းသားယသိက
သူ့ဝိုးကိုသူချုပ်ပြီးတော့နေတယ်တယောက်တည်းပဲတိတ်တိတ်ဆိတ်ဆိတ်ချုပ်ပြီးတော့နေတယ်ဘုရင်ကြီးကလည်းအချမ်းရံနဲနဲနဲ့လူနဲနဲနဲ့သွားတာသွားပြီးတော့ခြေသံမပေးဘဲနဲ့ခြေသံမကြားအောင်ဖြည်းဖြည်းလေးချင်းကပ်သွားပြီးအဲ့လိုအနိနာရောက်သွားတော့မှပဲဘောဓိကုမာရယသေကဘုရင်ကြီးကိုလုံးဝမချီဘူးသူသင်္ကန်းမဲ့သူချုပ်တယ်အနာနာရောက်လာတဲ့ယသေဟိုတဲ့ဘုရင်ကိုလုံးဝမချီဘူးမကြည့်တဲ့အခါကျတော့ဘုရင်ကငါ့ကိုစိတ်ဆိုးလို့ငါနဲ့စကားများပြောတာဖြစ်လိမ့်မယ်ငါ့ကိုမကြည့်တာဖြစ်လိမ့်မယ်ဆိုပြီးတော့သူပြောတော့ကတော့ရှင်ထဲမှာဒေါသဖြစ်ရင်ဒေါသဖြစ်ခွင့်မပေးဘူးချက်ချင်းရှင်ထဲကနေပြီးတော့ထိန်းချုပ်ပြစ်မယ်လို့ငါ့ကိုသူပြောခဲ့တယ်အဲ့ဒါကြွားပြောတာဖြစ်နိုင်တယ်ပေါ့သူတကယ်ပဲသူဒေါသကိုသူထိန်းချုပ်နိုင်သလားဆိုတာဘုရင်ကြီးကမေးတယ်သူ့ကိုယသိကိုတိုက်ရိုက်မေးတော့ယံနုပုပ္ပိဝိကတ်ထိတ်တော်ပလံမိဝအပတိတော်ကိုတော်ကရခင်တော်ကဒေါသကိုလုံးဝထိန်းချုပ်မယ်လို့ကိုတော်ပြောခဲ့တယ်တကယ်ကိုအင်အားပေါ်မှာအမိပြုပြီးတော့ကိုတော်ထိန်းချုပ်တယ်လို့ပြောတယ်အခုကျတော့ကိုတော်တိတ်တိတ်လေးနေပြီးတော့သင်္ကန်းချုပ်နေတယ်ကိုယ်စိတ်ကိုမထိန်းနိုင်လို့ဒီလိုလုံနေတာလားလို့ဘုရင်ကြီးကပြောတဲ့အခါမှာဘောဓိကုမာရယသေကဒီဘုရင်ကငါ့ကိုဒေါသကြောင့်သူနဲ့စကားမပြောဘူးလို့ထင်နေတယ်ငါအခုသူ့ကိုရှင်းပြမယ်ငါဟာအမျက်ဒေါသရဲ့အလိုကိုဘယ်တော့မှမလိုက်လျောဘူးဖြစ်ပေါ်လာတဲ့အမျက်ဒေါသကိုငါဟာထိန်းချုပ်နိုင်တယ်ဆိုတာကိုငါပွင့်ပွင့်လင်းလင်းသူ့ကိုပြောပြမယ်ဆိုပြီးဥပ္ပစ္စည်းမေနမုတ်စိတ်ထားရှင်မင်းကြီးကျွန်ုပ်ရဲ့နဲ့မှာအမျက်ဒေါသမဖြစ်တာမဟုတ်ဘူးဖြစ်တယ်ဒါပေမဲ့လို့ကျွန်ုပ်လုံးဝထိန်းချုပ်တာနမေမုတ်စိတ်ထားစီဝတော့အသက်ရှင်ရဲ့ဒီဒေါသအပြင်ထွက်လာမှာမဟုတ်ဘူးရဇံဝဝိပုလာဟုတ်တိခိပ္ပမေဝနိဝရေလွင့်ကျန်နေတဲ့မြူမုံတွေကိုမိုးရွာချလိုက်တဲ့အခါချက်ချင်းကြီးမြူမုံတွေပျောက်ကွယ်သွားသလိုငါရင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကိုငါချက်ချင်းကြီးနှိပ်ကွက်ထိန်းချုပ်လိုက်လို့ငါရင်ထဲမှာဒေါသမဖြစ်တော့ဘူးလို့ပြောတဲ့အခါမှာဘုရင်ကြီးကအခုလိုပြောတာဒီပဲလေသူဟာမန္တန်ရွတ်ပြီးတော့မြငါ့ကိုလှည့်စားမလို့လားလို့စိတ်ထဲကမဟုတ်တာလုပ်တဲ့လူကကြမ်းကြမ်းဖန်ဖန်ကြောက်တာပဲလေဒါကိုကမဟုတ်တာလုပ်တာကိုမဟုတ်တာလုပ်တော့ငါများကျိန်ဆဲတာလားနော်သူကရဇံဝဝိပုလဟုတ်တိခိပ္ပမေဝနိဝရေမြူမုံကြီးကိုမိုးကြီးရွာချလိုက်ပြီးထိန်းချုပ်လိုက်တယ်လို့ငါထိန်းချုပ်လိုက်တယ်လို့ဆိုတာငါများကျိန်ဆဲတာလားလို့စိတ်ထဲကအဲ့လိုထင်တော့ယသိကိုပွင့်ပွင့်လင်းလင်းမေးတယ်ကိန်းတေဥပ္ပစ္စည်းနောမုတ်စီကိုရောရင်ထဲမှာဘာဖြစ်ပြီးတော့ဘာကိုမဖွင့်ပြတာလဲမထုတ်လွှင့်တာလဲကိန်းတေနမုတ်စီဇီဝတော့အသက်ရှင်ရဲ့အပြင်ကိုမလှုပ်ဘူးဆိုတာဘာကိုပြောတာလဲရဇံဝဝိပုလဝုဋ္ဌိကတမန္တနိဝရယေမိုးကြီးရွာချပြီးတော့မြူမုံတွေကိုထိန်းချုပ်တယ်မိုးကြီးနဲ့ထိန်းချုပ်တယ်ဆိုတာကိုရောဘာကိုထိန်းချုပ်တာတုံးလို့ကိုရောဘာဖြစ်ပြီးတော့အပြင်ကိုမထွက်အောင်လုပ်တာလဲအသက်ရှင်သမျှမလွတ်ဘူးဆိုတာဘာလဲမိုးရွာချလို့ပျောက်ကွယ်သွားအောင်ဖယ်ရှားလိုက်တယ်ဆိုတာဘာကိုပြောတာလဲလို့ဒီမေးခွန်းကိုဘုရင်ကနေမေးတော့ဒီရင်ထဲမှာဖြစ်ပေါ်လာတဲ့အမျက်ဒေါသရဲ့အပြစ်တွေရင်ထဲမှာကိုယ်ရင်ထဲမှာဖြစ်လာပြီဆိုရင်ဘယ်လိုအပြစ်တွေရှိတယ်
အဲ့ဒီရင်ထဲကဒေါသတွေကိုဘယ်လိုတားဆီးတယ်ဆိုတာကိုအမျက်ဒေါသကိုထိမ့်ချုပ်တဲ့ဤစနစ်ကိုသူ့ရင်ထဲမှာဖြစ်နေတဲ့ဒေါသဘယ်လိုထိမ့်ချုပ်တယ်ဆိုတာကိုဘုရင်ကြီးနားလဲအောင်အဲ့ဒီဘောဓိကုမာရယတိကတရားဟောတယ်အဲ့ကြရှင်းပြတယ်ပေါ့ယမိစာတေနပတတိရှင်ထဲမှာဒေါသဖြစ်လာပြီဆိုရင်အကောင်းဆုံးအကြောင်းကျိုးလုံးဝမမြင်တော့လူတယောက်ဒေါသဖြစ်လာလို့ရှိရင်အကျိုးအကြောင်းလုံးဝမသိတော့တာအကောင်းဆုံးလုံးဝမသိတော့ဒေါသဖြစ်လာလို့ရှိရင်အမေလည်းပြန်ပြောခြင်းပြောမယ်အဖေလည်းပြန်ပြောခြင်းပြောမယ်နော်ရှင်ထဲကဒေါသဖြစ်လာလို့မထိန်ချုပ်နိုင်ဘူးဆိုလို့ရှိရင်အကောင်းဆုံးလည်းမသိတော့မမြင်တော့အသိပညာပျောက်ကွယ်သွားတယ်အဲ့ချိန်အဇာတိတာထုပတ္တိဒေါသမဖြစ်ဘူးဆိုရင်မြင်နိုင်တဲ့အရာတွေကိုဒေါသဖြစ်လာပြီဆိုရင်လုံးဝမမြင်တော့ဘူးတဲ့သောမေဥပ္ပစီနောမုတ်စီတဲ့သူကလျှို့ဝှက်တဲ့စကားမျိုးနဲ့ပြောလိုက်တာပေါ့လေဒါမျိုးယင်ထဲမှာဖြစ်လာလို့ရှိရင်အကောင်အကျိုးဆိုအကျိုးအကြောင်းဆိုးကောင်းကိုမတွေ့ဘူးတဲ့မမြင်မှသာမဖြစ်မှသာတွေ့တယ်အဲ့ဒီလိုယင်ထဲမှာအကြောင်းအကျိုးကောင်းဆိုးမသိနိုင်တဲ့ရှင်ထဲကအမျက်ဒေါသမျိုးဖြစ်လာတာကိုဟာဘယ်တော့မှအပြင်ကိုလူသိအောင်ကိုယ်ဒေါသကိုထုတ်မှာမဟုတ်ဘူးတဲ့ကောတော်ဒုံမေဒဂောစရောတဲ့အမျက်ဒေါသဆိုတာအသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်ရဲ့အလေးအထားတစ်ခုသာဖြစ်တယ်ဒါမှတ်သားစရာပေါ့နော်သူဖြစ်လာလို့ရှိရင်ကောင်းတဲ့အကောင်းဆုံးမမြင်တော့ဘူးအဲ့ဒီအကောင်းဆုံးကိုမမြင်နိုင်တဲ့အမျက်ဒေါသမျိုးကိုသူ့ရင်ထဲကဖြစ်လာအောင်တော့ထိန်းချုပ်မယ်အဲ့ဒီကောရဆိုတဲ့အမျက်ဒေါသဟာအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့လှုပ်လိလှုပ်ထားရှိတဲ့အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်ကသာမထိန်းချုပ်ဘဲနဲ့ထားလိုက်ထားတဲ့အရာမျိုးသာဖြစ်တယ်လို့သူထိန်းချုပ်တာတခြားမှမဟုတ်ဘူးသူရင်ထဲကဒေါသကိုထိန်းချုပ်တာလို့သူပြောရှေနသာတေနနန္တာတိအမိတ္တာဒုက္ခမေတိနောအဲ့ဒီအမျက်ဒေါသဆိုတဲ့သဘာဝတရားဟာတဲ့ကိုယ့်ရဲ့ဒုက္ခရောက်မှုကိုလူချင်းနေကြတဲ့ရန်သူတွေကတော့ဒီလူတွေဒီအမျက်ဒေါသကြောင့်လူတွေကဒုက္ခရောက်ကြတာ哦အဲ့ဒီလိုဒုက္ခရောက်ကြောင်းဖြစ်တဲ့ဒေါသမျိုးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်ရန်သူတွေကသဘောကျတယ်ရန်သူရဲ့အကြိုက်ဖြစ်တယ်လို့ပြောတာလူတယောက်ဒေါသဖြစ်ပြီးမရှုနိုင်မကယ်နိုင်ဖြစ်နေရန်သူကကြိုက်တယ်သူစိတ်ဆိုးပြီးတော့ပျက်စီးသွားတာဟောရန်သူကကြိုက်တယ်အဲ့လိုဆိုလိုတာအဲ့တော့ရန်သူရဲ့အကြိုက်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်တယောက်ဟာရုပ်ပျက်ဆင်းရဲဖြစ်တယ်ဒေါသဖြစ်ပြီးဆိုရုပ်ပျက်ဆင်းရဲဆိုတာဘာပြောတာတုံးဆိုကိုယ်ရင်ထဲဒေါသကိုမထိန်နိုင်လို့ရှိရင်လူတယောက်ဟာမျက်နှာကြီးနီးရဲမျက်ထောက်ကြီးနီးရဲပြီးတော့သူများကိုဆဲဖို့ဆိုဖို့ခုံမှုပေါက်ဖို့တွေဖြစ်လာနောက်ဆုံးကျအတန်တော်မထွက်နိုင်အောင်ဖြစ်လာဒေါသကြီးလာပြီဆိုရင်အတန်တော်မထွက်နိုင်ရုပ်ပြည့်ဆင်းရဲတွေအကုန်ဖြစ်လာတယ်အဲ့ဒီလိုသူရုပ်ပြည့်ဆင်းရဲဖြစ်နေတာကိုကိုယ့်ရဲ့ဒုက္ခကိုမြင်ကျင်တဲ့မိတ်ရန်သူတွေကတော့သဘောကျတယ်သဘောကျတယ်ရုပ်ပြည့်ဆင်းရဲဖြစ်သွားတာကိုသဘောကျတယ်သောမေဥပ္ပစီနောမုတ်စီကောရောဒုံမေဒဂောစရောအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေသာဖြစ်လိဖြစ်တာရှိတဲ့ဒီဒေါသသူ့ရင်ထဲမှာဖြစ်လာရင်သူကထိန်းချုပ်မယ်လုံးဝထိန်းချုပ်စီလုံးဝတားမြစ်မယ်ပေါ့ဒီဟာတွေနဲ့ဆိုလိုတဲ့သူဆိုလိုတာကဘာကိုပြောလို့တာလို့ဆိုရန်သူအကြိုက်ဒုက္ခရောက်စေတဲ့ဒေါသမျိုးငါလက်မခံငါရင်ထဲမှာဖြစ်เสียအောင်ငါထိန်းချုပ်မယ်ဟောဒီလိုပြောချင်တာနော်
ရှံသူအကြိုက်ဒုက္ခရောက်စေနိုင်တဲ့ဒေါသငါရင်ထဲမှာဖြစ်မခံဘူးတဲ့ယတပိစစာယမဏ္ဏပိတတ္ထနာဝဘုစတိလောကမှာဒေါသဆိုတဲ့တရားဖြစ်လာလို့ရှိရင်ကိုကျိုးစီးပွားကိုလည်းနားမလဲတော့အဲ့ဒါလို့ကိုကျိုးစီးပွားတောင်မှမသိနိုင်အောင်လွှမ်းမိုးကြီးစွပြီးတော့ကိုယ်ဒုက္ခပေးရတဲ့ဒေါသမျိုးကိုယ့်ရဲ့ထဲမှာဖြစ်လာလို့ရှိရင်လုံးဝတက်ခံပြီးတော့ထားမှာမဟုတ်ဘူးတဲ့ချက်ချင်းနှိပ်ကွက်ပြီးတော့တားဆီးပြမှာဖြစ်ဒါဒေါသရဲ့အပြစ်တွေကိုပြောနေတာတော့ရှင်တွေကအမျက်ဒေါသတွေဟာကိုယ်ပြန်ပြီးတော့ဒုက္ခပေးမှာဖြစ်တယ်ရှင်နာဘိဗုဒ္ဓကုသလံဇာဟတိဒေါသလွှမ်းမိုးခံရလို့ရှိရင်စိတ်ကောင်းနှလုံးကောင်းတွေကပျောက်သွားတယ်ဘယ်သူပဲဖြစ်ဖြစ်ဒေါသလွှမ်းမိုးခံတဲ့စိတ်မှာကုသိုလ်ဆိုတာမဖြစ်တော့ဒေါသဖြစ်နေရင်ကုသိုလ်ဆိုတာမဖြစ်တော့အကုသိုလ်စိတ်တွေပဲဖြစ်လာပရကမေဝိပုလ္လစာပိအတ္တဘလောက်ကြီးမားတဲ့အကျိုးစီးပွားပဲဖြစ်စေဒေါသဖြစ်လာလို့ရှိရင်ဆုံးရှုံးသွားတယ်အကောင်းပြောလို့လည်းမရအဲ့ဒီအချိန်ကျတော့လာမပြောနဲ့ဘယ်သူပြောရမှလည်းမခံဒေါသကြီးနေလို့ရှိရင်အကျိုးစီးပွားတွေအကုန်လုံးဆွဲသွားနိုင်တယ်တဲ့သဘိမတေနောဗလဝပမတ္တိကြောက်เสียကောင်းတော့အောင်ဒီဒေါသတစ်ခုဖြစ်လာလို့ရှိရင်ဖြစ်ပေါ်လာတဲ့အစွဲပွားတွေကကြောက်เสียကောင်းတော့တဲ့အနေထားစိတ္တိဘိုးဘွားတွေလို့ဖြစ်လာတယ်။ဘာတွေတုံးဆိုရင်ဒေါသဖြစ်လာလို့ရှိရင်မပြောသင့်တဲ့စကားတွေလည်းပြောမယ်။မပြောရဲတဲ့စကားဆိုတာလည်းမရှိဘူး။မလုပ်ရဲတာဆိုတာလည်းမရှိဘူး။အကုန်လုံးပြောရဲတယ်အကုန်လုံးလုပ်ရဲတယ်။နော်။အရှက်ဆိုတာလည်းလုံးဝမရှိတော့။အဲ့လိုဆိုလို့အဲ့ဒါကိုပြောတာဘိမသေနောဘလဝပမတ္တိ။ तू ကအင်အားကောင်းလာတဲ့အခါမှာလူစိတ်ကိုလွှမ်းမိုးထားပြီးတော့ဘာမှမပြောရဲတာမရှိဘူးမလုပ်ရဲတာမရှိဘူးဆိုဖြစ်လာတယ်ဒေါသရဲ့သဘောတရားကနော်ကောရောမဟာရာဇနမေအပုစထအဲ့ဒီယင်တဲ့ဒေါသကိုဘယ်တော့မှအပြင်ကိုထုတ်ပြမှာမဟုတ်ဘူးလို့ဆိုလို့သူ့ယင်ထဲမှာပဲငြိမ်းအောင်လုပ်မယ်အပြင်ကိုထွက်စေမှာမဟုတ်ဘူးလွတ်ပေးမှာမဟုတ်ဘူးလို့ပြောကိုဒေါသကိုအပြင်ထွက်လွတ်ပေးလို့ရှိရင်လူသိသွားတယ်လေနော်စိတ်ဆိုးတာလူသိသွားအပြင်ထုတ်ပြရင်စိတ်ဆိုးတာလူသိတယ်အဲ့ဒီလူသိတောင်မခံဘူးလို့ဆိုလို့ဒေါသဆိုတာသူကအစင်းစင်တက်လာပထမဆုံးဒေါသဖြစ်လာပြီဆိုရင်မျက်နှာကြောတင်းသွားတယ်မျက်နှာကြောတင်းသွားတယ်ဒါပထမအဲ့ဒီအချိန်လေးမှာမထိန်နိုင်လို့ရှိရင်ပါးစပ်ကလှုပ်လို့ဖြစ်လာမထိန်နိုင်ဘူးဆိုရင်ဆဲဖို့ပြင်လာကျန်တဲ့စကားပြောဖို့ဖြစ်လာတယ်အဲ့ဒီမှာမထိန်လိုက်ဘူးဆိုလို့ရှိရင်ရိုက်ဖို့နှက်ဖို့ဖြစ်လာတယ်အဲ့ဒါကိုမထိန်နိုင်ဘူးဆိုရင်လက်နဲ့ကင်မဲ့အဆင့်ရောက်လာနောက်ဆုံးသူများမလုပ်ရဘူးဆိုရင်ကိုယ့်ကိုယ်တတ်သေးတယ်ဒေါသကအဆင့်လိုက်ပေါက်ကွဲလာတယ်ဆိုတဲ့သဘောတရားကိုပြောနော်အဆင့်လိုက်ပေါက်ကွဲလာတယ်ပထမအဲ့ဒီမျက်နှာကြောတင်းသွားတာကနေစလိုက်တာမထိန်ဘူးဆိုလို့ရှိရင်အဲ့ဒေါသဟာဆဲရခြင်းကနေပြီးစတင်ကြမ်းတမ်းလာပြီးတော့လက်ပါလာတယ်ဒုတ်ပါလာတယ်လက်နဲ့တွေပါလာတယ်အဲ့လိုဖြစ်လာတယ်အဲ့ဒါကိုဆိုလိုတယ်ကောရောမဟာရာဇနမေအမုစထအဲ့လိုအပြစ်ကြီးလာတဲ့ဒေါသတရားကိုသူကထိန်ချုပ်မယ်ဘယ်တော့မှအပြင်ကိုမထွက်စေရဘူးဆိုပြီးတော့ဒီအမျက်ဒေါသရဲ့အပြစ်ကိုရှင်းရှင်းလေးပြောတာကထသမေမထမနတမေပါဝေကောနာမသာယတိရှင်းတော့ကမီးကဘယ်ကနေရလဲလို့ဆိုတော့တစ်သားနှစ်ချောင်းကိုပွက်ရတယ်မာဘေးဆိုတဲ့တစ်သားနှစ်ချောင်းခြောက်နေတဲ့တစ်သားနှစ်ချောင်းကိုနာနာဖိပွတ်တဲ့အခါပူးလာတယ်ပူးလိုက်ပြီးတော့မီးတောက်လာတယ်နော်တစ်သားနှစ်ချောင်းတောမီးလောင်နေဆိုတာအဲ့တစ်ပင်တွေကတစ်ပင်နဲ့တစ်ပင်လေတိုက်တဲ့အခါပွတ်တာပွတ်တဲ့အခါမှာအဲ့ဒီပူးလာပြီးတော့မီးလောက်တာဘယ်သူမှသွားရှို့တာမဟုတ်ဘူးဟုတ်တောနဲ့ကြည့်နေတယ်မှာတောမီးလောင်နေဆိုတာကဘာမှာအခုလူတွေသိနေကြတာပဲအဲ့ဒီမှာထိန်းချုပ်ရခက်တယ်နော်လူပြေမှာဒီမျိုးရဲရွာတဲ့မီးလောင်တဲ့အခါကျတော့
ရှုမီလည်းရှိကောင်းရှိနိုင်တယ်ရှုတဲ့လူမရှိရင်ဝါရလျှော့ပေါ့ခဏိခေတ်ကတော့ဘာလို့မီးလောင်တာလဲဝါရလျှော့ဖြစ်လို့ပဲနော်အဲဝါရလျှော့ဖြစ်ရင်လည်းဝါရကိုလောင်သွားမှာပဲတစ်သားနှစ်ချောင်းပုတ်လို့မီးဖြစ်လာလို့ရှိရင်လည်းအဲ့ဒီပုတ်လို့မီးထွက်လာလို့ရှိရင်အဲ့ဒီမီးကအဲ့တစ်သားနှစ်ချောင်းကိုပြန်လောင်ပစ်တာပဲရှေးခေတ်ကမီးရဖို့အတွက်အခုလိုရမ်းနေပါလိမ့်မရှိသည့်အတွက်ကြောင့်တစ်သားနှစ်ချောင်းကိုပွတ်ရတယ်တောထဲမှာတဘာဝသစ်ပင်တွေကတစ်ခုနဲ့တစ်ခုအကိုင်းတွေရှက်ပြီးတော့နေတယ်လေအားတိုက်တဲ့အခါမှာလူပွတ်နေတယ်လို့ပဲတစ်ကိုင်းနှစ်ခုကကပ်ပြီးတော့ကြီးနဲ့ပွတ်နေတဲ့အခါတခုပင်ကမီးတကြီးဆိုတာခဏနေတော့မီးတောက်ပြီးတော်လုံးလောင်သွားတာပဲအဲ့ဒါလိုပဲလူတွေရဲ့ရင်ထဲမှာဖြစ်လာတဲ့ဒေါသတရားဟာတဲ့ကိုယ်ရင်ထဲမှာဖြစ်ရင်ကိုယ်အရင်ပြန်လောက်မှာပဲဒါဒေါသရဲ့အဖြစ်ကိုပြောပြနော်ကထသမိမထမနတသမိတစ်သားနှစ်ချောင်းကိုပို့လိုက်လို့ရှင်ပါဝကောနာမသာယတိမီးဆိုတာဖြစ်လာတယ်တဲ့တမေဝကထံတဟတိယတမသောသာယတိခိနိအဲ့ဒီဖြစ်ပေါ်လာတဲ့မီးဟာတဲ့သူဖြစ်ရာထင်းချောင်းကိုပဲပြန်ပြီးတော့လောင်ပြစ်တယ်ကိုဖြစ်စည်းတာတွေကြတော့ခုခေတ်ပါသုံးလို့ဆိုရင်ပစိယိုးလို့သုံးရအဲ့ဒီသဘောပဲမီးကလည်းပဲတစ်သားကဖြစ်လာတဲ့မီးဒီတစ်သားကိုပဲပြန်လောင်ဘာနဲ့ဥပမာတူလို့ဆိုတန်ကိုတန်ကြီးတက်လို့ရှင်တန်ကြီးကတန်ကိုပြန်စားတယ်နော်တန်ကြီးသည်တန်ကိုအမိပြုပြီးတော့တန်ချေဆိုတာဖြစ်တယ်အဲ့ဒီတန်ကြီးသည်တန်ကိုပဲပြန်စားဖြစ်တယ်အဲ့လိုပဲမီးကလည်းပဲသူထင်းကိုဆွဲပြီးလောင်ရင်အဲ့ဒီထင်းကိုပဲဖျက်ဆီးပြစ်တယ်ထို့တူပဲလူရဲ့တဏ္ဍာမှာဒေါသဖြစ်လို့ရှင်အဲ့ဒီဒေါသသည်လူကိုပဲပြန်လောင်ပြစ်တယ်လို့သူဆိုလို့တယ်ဒါဒေါသရဲ့အဖြစ်တွေကိုသူပြောပြတာနော်ယတမသောသာယတိခိနိဧဝံမန္တတပောတတဘာလတအဝိသနာတော်စဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်လူတွေကသာရမဆိုတာမင်းကဆဲရင်ငါရိုက်မယ်မင်းကတုံးနဲ့ရိုက်ရင်ငါဓာတ်နဲ့ခုတ်မယ်မင်းကဓာတ်နဲ့ခုတ်ရင်ငါသနတ်နဲ့ပြစ်မယ်ဆိုအဲ့ဒါသာရမလို့ခေါ်တယ်သာရမဆိုရင်မင်းကတစ်ချက်ခေါက်ရင်ငါနှစ်ချက်မင်းကတခွန်းပြောရင်ငါ10ခွန်းပြောမယ်ဆိုတယ်အဲ့ဒါလို့ပို့ပြီးတော့လှုပ်လာတာကိုသာရမလို့ခေါ်တယ်ဘာလို့ပြန်တဲ့အခါမှာချုပ်ချယ်ခြင်းလို့ပြန်ကြတာအမှန်ကတော့သာရမဆိုတာနှစ်ဆတဲ့ပြုလုပ်ခြင်းလို့ဆိုလို့တယ်ပေါ့နော်ဒေါသဖြစ်လာတဲ့လူကနှစ်ဆတဲ့ပြုလုပ်လာသူကတုံးနဲ့ရရင်ကိုကဓာတ်နဲ့ပြန်ခုံးမယ်ဆွဲဟာမျိုးတော့အဲ့ဒီသာရမဒေါသဖြစ်လာလို့ရှင်အဲ့ဒီသာရမဖြစ်လာတဲ့ဒေါသဟာကိုပဲပြန်ပြီးတော့လောင်နေတဲ့ဧကိဝတိနာကထသမိန်ကောရောယတပဝတ္တိနိဟတိတတယသောကာလပခေဝသန္တိမာမြတ်တော်ကိုလောင်တဲ့မီးဟာမြတ်တော်ကိုဖျက်ဆီးသွားတယ်ထို့တူပဲကိုယ့်ရဲ့ရင်ထဲမှာအမျက်ဒေါသဖြစ်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအမျက်ဒေါသရဲ့အစွမ်းကြောင့်သူ့ရဲ့ခုံသိက္ခာတွေဟာကျဆင်းသွားပြီးတော့လာစုပ်ပက္ခမှာလဟာအယောင်ကင်းမဲ့သွားတယ်လို့ပဲဟုတ်ပြီလာစုပ်ပက္ခဆိုတာတဖြည်းဖြည်းရော့သွားပြီးနောက်ဆုံးလကွယ်သွားတယ်လေလကွယ်သွားတယ်ဆိုတာအလင်းရောင်တွေလုံးဝပျောက်သွားပြီးတော့ဖြစ်သွားတယ်လို့ပဲလူမှာဂုံသိက္ခာတွေကဒေါသထွက်ရင်ကနေပြီးအဲ့ဒေါသရဲ့အစွမ်းကြောင့်ဂုံသိက္ခာတွေကလုံးဝပျောက်ကွယ်သွားတယ်သူဆိုလို့ရပေါ့နော်ဂုံသိက္ခာတွေပျောက်ကွယ်သွားနိုင်တယ်အနေတော်ဓုမကေတုဝကောရောယတုပတမတိလောကမှာမီးဆိုတာလောင်စာသိမ့်လိုက်ရင်မရှိတော့ငြိမ့်သွားတာပဲလောင်စာရှိနေသမျှတော့လောင်နေမှာပဲလောင်စာမရှိတော့ဘူးဆိုလို့ရှိရင်မီးဟာမလောင်တော့ဘူးအခိုးငွေ့ဖြစ်ပြီးတော့ပျောက်သွားအဲ့ဒါကြောင့်မလို့ကိုယ့်ရင်ထဲမှာဖြစ်လာတဲ့ဒေါသဆိုတဲ့မီးကိုငြိမ့်တတ်လိုက်မယ်ဆိုလို့ရှိရင်
ငြိမ့်သက်လိုက်နိုင်တဲ့ပုဂ္ဂိုလ်ဟာလာဇန်ဘက်ခါမှာထွက်လာတဲ့လလိုပဲတနေ့တဲ့တနေ့ပို့ပြီးတော့တောက်ပေါင်လာတယ်တနေ့တဲ့တနေ့ပို့ပြီးတော့တောက်ပလာတယ်နော်လာပြည့်နေ့ရောက်သည့်ထဲအောင်ထိမ့်ထိမ့်လင်းတဲ့ခုံတရင်နေနဲ့ဖြစ်ပေါ်လာသလိုပဲအဲ့ဒီပုဂ္ဂိုလ်ရဲ့ခုံတရင်ဟာဒီလာဇန်ဘက်ကမှလာဟာတနေ့ပြီးတနေ့အယောင်နေတိုးလာသလိုရဲ့ခုသူ့ရဲ့ဂုဏ်သိက္ခာတွေကတိုးလာနိုင်တယ်လို့ဒါဘောဓိကုမာရယသိကနေပြီးတော့ဘုရင်ကြီးကိုတရားဟောလိုက်တာအဲ့ဒီတရားကိုကြားနာရတဲ့အခါမှာဘုရင်ကြီးကစိတ်နှလုံးအေးချမ်းသွားပြီးတော့သူ့နောက်မှာပါတဲ့အမတ်တစ်ခုကိုအမတ်တယောက်ကိုအမိန့်ပေးလိုက်တယ်ငါတို့နန်းတော်မှာချုပ်နှောင်ထားတဲ့ရသေးမကိုပြန်ခေါ်လိုက်ခေါ်ပြီးတော့ပြန်ပြီးတော့လွတ်ပေးလိုက်တယ်ပေါ့နော်အရှင်ဘုရားရဲ့ဒေါသရှင်ရဲ့ဒေါသကိုထိန်းချုပ်တာကိုသိရသည့်အတွက်ကြောင့်အရှင်ဘုရားရောယသိမရောဒီမှာဥယျာဉ်ထဲမှာအေးချမ်းချမ်းနေပါသူတာဝန်ယူပြီးတော့အလုံးကိုဆောင်းလျှောက်ပေးပါမယ်လို့ဘုရင်ကြီးကကြောဝန်ချတောင်းပန်ပြီးယသိကိုရှ िख ိုးပြီးနန်းတော်ပြန်သွားတယ်အဲ့တော့ဒီဘောဓိရာဇဘောဓိကုမာရယသိနဲ့ယသိမလေးတို့ဟာရှားသက်ပံအဲ့ဒီဥယျာဉ်ထဲမှာပဲဘုရင်ကြီးရဲ့ဆောင်းလျှောက်မှုခံပြီးတော့ချမ်းချမ်းသာသာနေကြနောက်ကြတော့ယသိမလေးကသုတိမဏီကွယ်လွန်သွားတဲ့အခါကျတော့ယသိကြီးကဟိမဝန္တတောင်ကိုပြန်သွားပြီးသူတူဦးရဲ့နေတဲ့အခါမှာသမထကျင့်စဉ်ကိုကျင့်လို့သံပင်ညင်နေရပြမစုတရား၄ပါးကိုပွားများအထုတ်ပြီးသူဟာပြမပြေရောက်သွားတယ်ဒီနေရာမှာယသိမလေးတည်သွားတော့ဘယ်ရောက်တယ်ဆိုတာမပါတော့ဘူးနော်ယသိမကတော့အဲ့ဒီဥယျာဉ်ထဲမှာပဲကွယ်လွန်နေစာရောက်သွားတယ်ယသိမကွယ်လွန်ပြီးတဲ့အခါမှာယသိကြီးကဟိမဝန္တပြန်သွားတယ်အဲ့ဒီကြတော့ပြန်သွားပြီးသူတယောက်တည်းလွတ်လပ်လပ်နေပြီးတရားထုတ်တဲ့အခါမှာစံပင်ကြီးနေပြန်ရတယ်ဒီဇလန်းကိုသင်္ကန်းစာပေးတာတော့အမျက်ဒေါသကိုထိမ့်ချုပ်နည်းဘယ်လိုထိမ့်ချုပ်ရမလဲအမျက်ဒေါသကိုဘယ်လိုရှုမြင်ရမလဲထိမ့်ချုပ်တယ်ဆိုတာအမျက်ဒေါသရဲ့အပြစ်ကိုဆင်ញင်သုံးသပ်တာထိမ့်ချုပ်ခြင်းပဲသွားပြီးရင်မထဲရင်ထဲမှာဖြစ်နေတဲ့ဒေါသကြီးကိုဒီတိုင်းထိမ့်ချုပ်တာမဟုတ်ဘူးဒီဒေါသရဲ့အပြစ်တွေကိုဆင်ញင်လိုက်တာထိမ့်ချုပ်တာပဲမကောင်းမှုလို့သိလိုက်ရင်သူကထိမ့်ချုပ်ပြီးသားဖြစ်သွားကောင်းတယ်လို့သိရင်ဆက်လုပ်မှာပဲလေအဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ငါဒေါသထွက်တာမကောင်းဘူးဒီဒေါသအပင်ငရဲကြစေနိုင်တယ်ငါဘဝပျက်စီးစေနိုင်တယ်ဆိုတော့ဒီအတွေးတွေကဒါထိမ့်ချုပ်တဲ့အတွေးလို့ခေါ်တယ်ဟိုလိုကြီးတွေးเสียမဟုတ်ဘူးသို့မဟုတ်မေတ္တာဘာဝနာနဲ့ထိမ့်ချုပ်မယ်သိက္ခာဉာဏ်ဆိုတဲ့ခန္တီတရားနဲ့ထိမ့်ချုပ်မယ်ဒီအကြောင်းအရာဒေါသထွက်เสียအကြောင်းအရာကိုမေ့ထားပြီးတော့ထိမ့်ချုပ်မယ်ထိမ့်ချုပ်ပုံထိမ့်ချုပ်နည်းတွေမျိုးရှိတဲ့ထက်မယ်မေတ္တာနဲ့ထိမ့်ချုပ်တယ်အတွေးနဲ့ထိမ့်ချုပ်တယ်မှန်ကန်တဲ့တွေးတောဆင်ခြင်မှုတွေနဲ့ထိမ့်ချုပ်တယ်အဲ့တော့ငါဒါမထိမ့်လို့ရှိရင်ငါဘဝပျက်စီးလိမ့်မယ်သိရင်ငရဲရောက်လိမ့်မယ်စသဖြင့်ဒါလည်းထိမ့်ချုပ်တာအဲ့လိုအတွေးနဲ့ထိမ့်ချုပ်တယ်လို့လူတိုင်းဟာကိုယ့်ရင်ထဲမှာအမျက်ဒေါသမဖြစ်ဘူးဆိုတာမရှိဘူးအကြောင်းအရာဆိုတာဖြစ်လာနိုင်တယ်ဖြစ်လာလို့ရှိရင်အခုလိုတွေးပြီးတော့ထိမ့်ချုပ်ရမှာဖြစ်တယ်ဆိုတာကိုသင်္ကန်းစာပေးလို့ရင်းဖြစ်ပါတယ်ဒီတရားကိုဟောလိုက်တဲ့ဒီသင်္ကန်းစာကိုအဓိကအကြောင်းပြုပြီးဟောတဲ့ဒေါသကြီးတတ်တဲ့ယဟန်ဟာအနာဂံအဆင့်ကိုရောက်ရှိသွားပါတယ်တဲ့အဲ့ဒီတော့ကယသိမလေးကတခြားသူမဟုတ်ဘူးတဲ့ရှာဟုလာမေတော်ယသောတရရဲ့ဘဝတစ်ခုသာလည်းဖြစ်တယ်ဗာရဏသီဘုရင်ကတော့တခြားသူမဟုတ်ဘူးတဲ့ရှင်အနန္ဒာရဲ့အတိတ်ဘဝတစ်ခုပဲဖြစ်တယ်အဲ့ဒီဘောဓိကုမာရယသိဆိုတာတခြားသူမဟုတ်ဘူးငါရဲ့အတိတ်ဘဝပဲဖြစ်တယ်လို့မြတ်စွာဘုရားကစက်ကိုပြန်ပေါင်းပြီးတော့ဒီဇလန်းကိုထုတ်ဖော်ဟောကြားတာဖြစ်ပါတယ်မိမိတို့ရဲ့တဏ္ဍမှာဖြစ်နေတဲ့ဒေါသစရိုက်ဆိုးကိုအသိဉာဏ်ရှိတဲ့
ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ကာလမှာဒီစရိုက်ကိုပြောက်အောင်ကြိုးစားအထောက်တင်တယ်လူတိုင်းမှာဒေါသစရိုက်ရှိတာတော့မဟုတ်ဘူးရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ကောဋနတုတ်လို့ခေါ်အဲ့ဒီကောဋနတုတ်ဟာအလုံးမသားစရာကောင်းပြီးတော့ဘုရားရဲ့အဆုံးအမအတိုင်းဘုရားကဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုဥတည်ပြီးတော့တတိပေးဆုံးမခဲ့တဲ့တုတ်တန်တစ်ခုဖြစ်တယ်ဟောစာပေကျမ်းကမှာစရိုက်ဆိုးအဖြစ်သတ်မှတ်ထားတာတော့ရာဂစရိုက်ဒေါသစရိုက်မောဟစရိုက်လို့အကုသိုလ်နဲ့ပတ်သက်လာတဲ့အခါရာဂစရိုက်ဆိုတာလေမကောင်းတဲ့အကျင့်ကြီးပါနေတာစရိုက်ဆိုတာအလေးအထားကြီးတစ်ခုဖြစ်တယ် habitual practice လို့အကျင့်ကြီးပါနေခေါရိုးကျိုးနေတယ်လို့ဆိုထိကနေရှိရင်လောဘဖြစ်တယ်လောဘဖြစ်เสียအာယုန်နဲ့တွေ့တာနဲ့တပြိုင်နက်မထိန်နိုင်မသိမ်းနိုင်လောဘဖြစ်တယ်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ထိကနေဆိုဒေါသစရိုက်မထိန်နိုင်မသိမ်းနိုင်ဖြစ်တယ်ရုပ်ပြက်စင်ကြယ်တွေဖြစ်တတ်တယ်မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကအရာရာမှာလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမသိဘူးမလှုပ်တင်တာကိုလှုပ်တင်တယ်လို့ထင်တယ်လှုပ်တင်တာကြတော့မလှုပ်တင်ဘူးလို့ထင်ပြီးတော့အကျိုးစီးပွားတွေဆုပ်ပြပြမောဟစရိုက်ကကိုယ်ယုတ်ကာယအတွေးခေါ်တွေကစကိုယ်ယုတ်ကာယဖြစ်တဲ့သဘောအသိဉာဏ်ကင်းမဲ့ပြီးတော့မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအဆိုးစရိုက်တွေအားလုံးဟာတခုမှတော့ကောင်းတာမဟုတ်ဘူးသို့တော့မြတ်စွာဘုရားကကောဋနတုတ်တံဒေါသစရိုက်နဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လိုက်နာဖို့အလုံးလွယ်လွယ်ကူကူနဲ့နားလည်နိုင်အောင်ဆိုပြီးတော့မြတ်စွာဘုရားဒီတုတ်တံကိုဟောတာဒေါသစရိုက်နဲ့ယန္တုအကြိုက်မြတ်စွာဘုရားကယန္တုအကြိုက်ထိုသုတ္တံမှာပဲသုံးထားတဲ့စကားလုံးလေးရှိတယ်တပတ္တကန္တတပတ္တဆိုတာကိုယ်ပေါ်မှာအကျိုးစီးပွားကိုမလိုလားဘူးကိုယ့်ရဲ့အကျိုးမဲ့ကိုအမြဲတမ်းကြံစည်ပြောဆိုနေတဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာမုန်းတီးနေတဲ့ပုဂ္ဂိုလ်တပတ္တအမိတ္တတို့ဝေရီတို့ဆိုတာတွေနဲ့အဓိပ္ပာယ်တူစကားလုံးတစ်ခုပေါ့ဝေရီဆိုတာလည်းယန္တုပဲအမိတ္တဆိုတာမိတ်ဆွေရဲ့ဆန့်ကျင်ဘက်ဆိုတာယန္တုပဲဒီတပတ္တဆိုတာလည်းယန္တုပဲကန္တဆိုတာအကြိုက်ကိုယ်မှာဒေါသစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာယန္တုအကြိုက်ဖြစ်သွားတတ်တယ်ဒီလိုဆိုတာတတိပေးယန္တုအကြိုက်ကိုယ်နဲ့အစမပြေတဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဒေါသစရိုက်ကြောင့်မတည့်တဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဖြစ်သွားနိုင်တယ်လို့မြတ်စွာဘုရားဒီသုတ္တံမှာဒီလိုတတိပေးပြီးဟောတယ်အဲ့တော့ယန္တုအကြိုက်ဆိုတာဘယ်လိုကြိုက်တာလဲယန္တုကကိုယ့်အပေါ်မှာဘာတွေမလိုလားဘူးဘာတွေလိုလားတာလဲဆိုတာထင်ထင်ရှားရှားမြတ်စွာဘုရားကဒီသုတ္တံမှာ9ခုခွဲခြားပြီးတော့ဟောထားတယ်ဘုရားဟောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်တတ္တိမေဘိက္ခဝေဓမ္မာဒီအချက်9ချက်နော်ဓမ္မဆိုတာအကြောင်းအရာ subject ဖြစ်ပေါ်နေတဲ့အခြေအနေ9ခုတပတ္တကန္တာယန္တုရဲ့အကြိုက်တဲ့ကောဒနံအဂစ္ဆန္တိအိဋ္ဌိဝပုရိတဝဒေါသစရိုက်ရှိတဲ့အမျိုးသမီးပဲဖြစ်စေဒေါသစရိုက်ရှိတဲ့အမျိုးသားပဲဖြစ်စေယန္တုအကြိုက်အခြေအနေတွေဟာဖြစ်ပေါ်လာနိုင်တယ်ဒါကိုသတိထားရမယ်လို့ဆိုသတိထားပြီးတော့မိမိရဲ့စိတ်ကိုအလိုမလိုက်ပဲနဲ့
ဒေါသတရားဟာငါအတွက်ကောင်းကျိုးမပေးဘူးနံပါတ်1ကိုယ့်အတွက်ကောင်းကျိုးမပေးဘူးနံပါတ်2ပတ်ဝန်းကျင်အတွက်ကောင်းကျိုးမပေးဘူးဆိုပါစို့ဥပမာမဲ့မစင်အညစ်အကြေးနဲ့သူတစ်ပါးကိုပြစ်ပေါက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်မိမိကိုယ်တိုင်အရင်မစင်လူခံရမိခဲနဲ့သူများကိုကင်ပြီးတော့ပြစ်ပေါက်လို့တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုအရင်မီးလောင်ခံရဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒေါသမီးကကိုယ်အရင်လောင်တယ်လို့ပြောတယ်ဒေါသကိုအထသလိမ့်နေထက္ကတာမှာဘာနဲ့ဥပမာပေးထားဖြည့်စည်းတတ်လို့ဒါဝက်ခိဝိယတောမီလိုပဲတဲ့တောမီဆိုတာအဖိုးတန်သစ်ပင်လဲလောင်မှာပဲအဖိုးမတန်တဲ့ဟာတွေလဲလောင်တာပဲအကုန်ဖြည့်စည်းတယ်လို့ဆိုအိဗေဒေါသဟာဒီတိုင်းပဲဖြည့်စည်းတယ်ဒေါသဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသို့မဟုတ်ဒေါသရဲ့အကျိုးဆက်အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိလောင်သွားတဲ့နေရာနဲ့အလားတန်တူတယ်မိလောင်သွားတဲ့နေရာဘာဖြစ်လဲမဲကြံနေရတယ်ရုပ်ဆိုးကြီးတံဖြစ်သွားမိလောင်တဲ့နေရာရုပ်ဆိုးကြီးတံဖြစ်မိလောင်သွားလို့လှသွားတယ်လို့ရှိမှမရှိဘူးသစ်ပင်ကြီးတွေလည်းမဲချောက်သွားစာအုပ်တွေလည်းရုပ်ပြက်ဆင်းရဲတွေဖြစ်လူလောင်ရင်လည်းရုပ်ပြက်ဆင်းရဲဖြစ်မှာပဲအဲ့တော့မိဟာရုပ်ပြက်ဆင်းရဲဖြစ်စေတတ်တယ်သဘာဝတရားလို့ထို့တူဒေါသဟာလည်းမိမိရဲ့ရင်ထဲနှလုံးထဲမှာဒေါသတရားကိုမထိမ့်မဲ့နဲ့သူ့အလိုတိုင်းဒေါသအဖြစ်ခံနေမယ်ဆိုရင်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဒေါသဇယရှိတဲ့ပုဂ္ဂိုလ်ဟာပထမမိမိရဲ့မျက်နှာရုပ်ပြည့်စင်ပြည့်ဖြစ်သွားရုပ်ပြည့်စင်ပြည့်ဖြစ်သလားမဖြစ်ဘူးလားစိတ်ဆိုးနေတဲ့အချိန်မှန်ရှိသွားရချင်ပေါ့မေတ္တာသက်ဝင်ပြောရှင်းနေတဲ့အချိန်ကမျက်နှာနဲ့စိတ်ဆိုးနေတဲ့မျက်နှာဟာအလွန်တရာမှကွာခြားသွားအဲ့တော့ဒေါသဟာတခဏပဲဖြစ်စေအယုတ်ဆိုးအကြည့်တန့်သွားစေတယ်လို့ဘယ်လိုဆိုတာဒါကြောင့်မို့တောမီဟာနောင်သွားရင်ဖိုးရံနေလဲပါသွားတယ်ရုပ်ဆိုးကြည်တန်ကြံရစေအဲ့ဒါကြောင့်မို့ဒေါသဆိုတဲ့သဘာဝတရားမိမိတို့ရင်ထဲမှာအဖြစ်မခံပဲနဲ့စနစ်တကျထိမ့်သိမ့်ပြီးတော့တဏှာကနေခေါရိုးကျိုးနေတဲ့ဒီဒေါသတရားကိုနှိပ်ကွက်ထားဖို့လိုအပ်တယ်။ဘာနဲ့နှိပ်ကွက်မလဲလို့ဆိုသူရဲ့စัจ jin မဲ့တိုက်ရိုက်ကတော်ရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားမေတ္တာတရားကိုမိမိမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာပြုစုပြိုးထောင်ပြီးတဲ့အခါမေတ္တာစွမ်းအားတွေကိုကျန်တဲ့ပုဂ္ဂိုလ်တွေကျန်တဲ့တရားတွေအားလုံးပေါ်မှာဖြန့်ကျက်လွှမ်းမိုးပြီးမိမိရဲ့နှလုံးသားထဲမှာဒေါသဆိုတာလက်ချံမရှိအောင်ရှင်းပြထားဖို့လိုတယ်ပေါ့။သို့တော့မေတ္တာတရားကဒေါသကိုဖယ်ရှားတယ်လို့ဆိုတာဟာတခဏမြဝိခံပနပဟံလို့ခေါ်တယ်မေတ္တာဆံရဲ့ဒေါသကိုထိမ့်အုပ်ထားတာဟာမိခဲပြအုပ်ထားသလိုမလောင်နိုင်အောင်ခိတ္တခဏထိမ့်ထားတဲ့သဘောလောက်ပဲတတ်နိုင်တယ်ဆိုလိုတာကဒေါသဆိုတဲ့သဘာဝတရားသည်အနုတ္တယဓာတ်နဲ့လူတွေရဲ့စိတ်အစဉ်မှာကိန်းဝတ်နေခုခေတ်စကားနဲ့ပြောရင် positive ဖြစ်နေတယ်တရားတွေရဲ့တဏ္ဍမှာဒေါသဟာ positive ဖြစ်တယ်အဲ့ဒီ positive ဖြစ်နေတဲ့ဒေါသ activate မဖြစ်အောင်မေတ္တာနဲ့ဖန်ထိန်ထားလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့မေတ္တာဆိုဒေါသဆိုတာအကြောင်းမဲ့ဖြစ်တာမဟုတ်အာယောနိသောမနတိကာရဒေါသဖြစ်เสียအာယုံပေါ်မှာမစင်မကျင်တွေးတောမှုကြောင့်ဖြစ်တာအသိဉာဏ်ကင်းမဲ့စွာတွေးတောမှုကြောင့်ဖြစ်တာအဲ့တော့အသိဉာဏ်ရှိနဲ့ပြန်ပြီးသုံးသပ်ဆင်ခြင်မယ်ဆိုရင်ဒီဒေါသကိုထိန်းချုပ်နိုင်တယ်ပေါ့
အမတန်ဆိုးတဲ့မြင်းတောင်မှပဲစက်ကနေကင်ပြီးတော့ထိန်းချုပ်လို့ရတယ်အမတန်ဆိုးတဲ့အစဉ်ကြီးတွေလည်းချွန့်ကင်ပြီးတော့ထိန်းလို့ရတယ်ဒေါသဆိုတဲ့စိတ်ဆင်ရဲကြီးကိုလည်းပဲမေတ္တာဆိုတဲ့ချွန်းနဲ့အုပ်ထားမယ်ဆိုရင်ညီဝတ်သွားနိုင်တယ်သို့တော့မေတ္တာဆိုတာနဲ့အုပ်ထားတဲ့အချိန်လောကီဇံအဆင့်မေတ္တာမျိုးနဲ့အုပ်ထားလို့ရှိရင်တခဏတော့ငြိမ်သွားမှာပဲ activate မဖြစ်ဘူးသို့တော့ positive ဖြစ်နေသေးတယ် negative ဖြစ်အောင်ဘာလို့ဝိပဿနာကျင့်တဲ့ခုကိုကျင့်ပြီးတဲ့အခါမှာဝိပဿနာအစဉ်စဉ်နဲ့ပထမသောတာပန်ဖြစ်သောတာပတိမဲ့သောတာပတိဖို့ထပ်ပြီးတော့ဝိပဿနာဉာဏ်ကိုတိုးမြင့်ဆက်ကျင့်တဂရဂါမိမဲ့တဂရဂါမိဖို့အဲ့ဒီကနေတစ်ဆက်ပြီးတော့ဝိပဿနာအရှိန်အဝါကိုတိုးမြင့်ပြီးတော့ကျင့်တဲ့အခါမှာအနာဂါမိမဲ့အနာဂါမိဖို့ဆိုတာရောက်သွားတာနဲ့တပြိုင်နက်တဏှာကပါလာတဲ့ဒေါသဇယိုက်ဟာ negative ဖြစ်သွားတယ်ယန္တာမဖြစ်ခင်မှာဒေါသဟာ negative ဖြစ်သွားတယ်လို့ဆို negative ဖြစ်သွားတယ်အနာဂါအစစ်မှာဒေါသဟာလုံးဝကျွတ်သွားအဲ့ဒါလို့အစစ်နေမရောက်နိုင်သေးခင်ဘုန်းကြီးတို့ဘာနဲ့ထိန်ယောနိသောမနတိကာရလို့ဆိုတဲ့ wise attention ပေါ့ wise attention အသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်ပြီးတော့ဒေါသဇယိုက်ကိုထိန်းလို့ရတယ်အကယ်၍ဒီဒေါသဇယိုက်ကိုမထိန်းနိုင်ဘူးဆိုရင်ဘာဖြစ်မြတ်စွာဘုရားကရန်သူအကြိုက်ဖြစ်သွားမယ်ကိုယ်နဲ့မတည့်တဲ့လူတွေဝမ်းသာစရာဖြစ်သွားလိမ့်မယ်မတည့်တဲ့လူကကိုယ်ကောင်းစားရင်ဝမ်းသာမှာမဟုတ်ဘူးမကောင်းစားရင်ဝမ်းသာမှာလောကဆိုတာမိမိရဲ့မိတ်ဆွေရှိတယ်လို့မိမိပေါ်မှာအကျိုးမလိုလားတဲ့ရန်သူဆိုတာလည်းရှိတာပဲအကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေဝမ်းနည်းเสียဖြစ်ပြီးတော့မိတ်ဆွေတွေဝမ်းနည်းเสียဖြစ်ပြီးတော့ရန်သူတွေဝမ်းသာเสียဖြစ်တယ်ပေါ့အဲ့ဒါလို့မဖြစ်ရအောင်မြတ်စွာဘုရားကဒီရှုထောင့်ကနေပြီးတော့ရန်သူရဲ့အကြိုက်မဖြစ်စေရအောင်ဒေါသဇယိုက်ကိုထိမ့်ဖို့ဆိုပြီးဒေါသရဲ့အပြစ်တွေဒီသုဒ္ဓံမှာဟောတာပါသုဒ္ဓံတစ်ခုမှာဒေါသဆိုတာမဟာတာဝိဇ္ဇဒေါသပေါက်ကွဲသွားပြီဆိုလို့ရှိရင်နှုတ်နဲ့ကျူးလွန်တာပဲဖြစ်စေကိုယ်ဒီလက်ရောက်ကျူးလွန်တာပဲဖြစ်စေသူ့ရဲ့အကျိုးဆက်အလွန်ဆိုးတယ်အပြစ်အမတန်မှကြီးတယ်ဒီလိုပြောတာပိစအာနန္ဒရိယကံပိစအာနန္ဒရိယကံအာနန္ဒရိယဆိုတာသေသည်ဤချားမဲ့ဒီကံကအကျိုးကိုပေးမယ်သေချာပေါ့အကျိုးပေးမယ်အဲ့ဒီကံမျိုးကိုကျူးလွန်မိစေတယ်ဒေါသဇယိုက်ရှိတယ်ဒေါသနဲ့ကျူးဆိုလိုတာမိမိရဲ့ကျေးဇူးရှင်ဖြစ်တဲ့အမေကိုလည်းဒေါသဖြစ်နေရင်မိုးမမြင်လေးမမြင်တတ်မိတယ်ဖြတ်မိတယ်အဖေကိုလည်းတတ်မိတယ်ဖြတ်မိတယ်ရဟန္တာဖြစ်နေတဲ့သူတော်စင်ကိုလည်းတတ်မိဖြတ်မိမယ်မြတ်စွာဘုရားတောင်သွေးစိမ့်တီအောင်ပြစ်မှားကျူးလွန်မိမယ်တန်ဃာတွေမတက်အောင်ဆိုပြီးတော့တန်ဃာသင်ခွဲတာမျိုးတွေလုပ်မိမယ်ဒီလိုအမတမကြီးလေးတဲ့အာနန္ဒရိယသေသည်ချမဲ့၌သေချာပေါက်အကျိုးကိုထုတ်လုပ်တတ်တဲ့ဂရုကကံကြီးတွေကိုကျွလွန်စေတာဘာလို့လဲလို့ဆိုဒေါသဒါကြောင့်မို့ဒီဒေါသဟာဒေါသဆိုတဲ့ဆင်ရိုင်းကြီးကိုနော်ဒေါသဆိုတဲ့ဆင်ရိုင်းကြီးကိုတတိပညာတို့ဆိုတဲ့ချွန်းနဲ့အုပ်ပြီးတော့ထိန်းချုပ်ထားရမယ်ပြီးတဲ့အခါတဖြည်းဖြည်း positive ကနေ negative ဖြစ်အောင်လုပ်ရမယ်ဒီလိုဆိုတာနော်အဲ့တော့ကောင်းပြီမြတ်စွာဘုရားဒီသုတ္တံမှာအသင်ဟာဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်နေရင်ကိုဒေါသကိုကိုမနိုင်ဘူးဆိုရင်
ဘာဖြစ်အရှုံးနဲ့သာရင်ဆိုင်ရရန်သူအကြိုက်ဖြစ်သွားလိမ့်မယ်အဲ့ဒါကိုသတိပေးထားတာပေါ့နံပါတ်1ကိုမြတ်စွာဘုရားကဘယ်လိုဟောတော့မတည့်တဲ့ရန်သူတယောက်ဟာရန်သူတယောက်လှလှပပဖြစ်နေတာရုပ်ဆင်းလှပတာကိုမကြိုက်ဘူးရုပ်ပြဆင်းပြဖြစ်တာကိုကြိုက်တယ်ကိုယ်နဲ့မတည့်တဲ့လူအယုတ်ဆိုးအကြည့်တတ်သွားစေခြင်းနဲ့လှပကြော်ရှင်းနေတယ်ဆိုရင်ရန်သူကမကြိုက်ဘူးအေးရန်သူမကြိုက်ပေမဲ့လို့ဒေါသထွက်တဲ့ပုဂ္ဂိုလ်ဟာရုပ်ပြဆင်းပြဖြစ်သွားတယ်ရန်သူကဖြစ်စေခြင်းနဲ့အသွင်အတိုင်းဖြစ်သွားဟုတ်တယ်လေစိတ်ဆိုးပြီဆိုတဲ့ကမျက်နှာဟာလှပတဲ့မျက်နှာကြည်လင်အေးမြတဲ့မျက်နှာမျိုးမဖြစ်တော့ဘူးအယုတ်ဆိုးအကြည့်တန်သွားပြီဘလောက်ပဲလှပနေနေနော်ဒေါသမုန်တိုင်းထမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာဟာကြောက်เสียမျက်နှာကြီးပဲဖြစ်မှာပဲအဲ့ဒါကြောင့်မို့အယုတ်ဆိုးအကြည့်တန်ဖြစ်သွားတာကိုကရန်သူအကြိုက်လို့ဒီလိုပြောတာနော်ရန်သူအကြိုက်ဖြစ်သွားအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောတော့တပ္ပတောဘိက္ခွေတပ္ပတ္တသဧဝံအိစ္ဆတိရန်သူကမိမိနဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ကိုဒီလိုဖြစ်စေချင်တာတဲ့ဘယ်လိုဖြစ်စေချင်လဲအဟောဝတ္တယံဒုက္ခနောအတ္တဒီကောင်ရုပ်ပြဆင်းရဲဖြစ်နေရင်ကောင်းမှာပဲလို့လှနေရင် तू မကြိုက်ဘူးရုပ်ပြဆင်းရဲဖြစ်သွားတာကိုကြည့်ချင်တယ်ရုပ်ပြဆင်းရဲဖြစ်သွားတာအဲ့ဒီရုပ်ပြဆင်းရဲဆိုတာဒေါသထွက်လိုက်ရုံနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာရုပ်ပြဆင်းရဲဖြစ်သွားတယ်လို့ဆိုလိုတာပေါ့နော်အဲ့ဒီမှာဘာဖြစ်လို့လဲဆိုတော့ရန်သူတယောက်ကကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ရဲ့ဒီလှလှပပဖြစ်နေတာသဘောမကျဒီဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာရေမိုးချိုးဖိလိမ့်ပြင်းစင်ကြော့နေအောင်ဝတ်ထားပေမဲ့လို့မျက်နှာကြီးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်တော့ဂျုံမောင်းစရာမျက်နှာကြီးပဲဖြစ်လှပတဲ့ကြည်လင်တဲ့ခင်မင်စရာကောင်းတဲ့မျက်နှာမျိုးမဖြစ်ဘူးတဲ့မြတ်စွာဘုရားဘလောက်ပဲဝန်ကောင်းစားလာတွေဝတ်ထားဘလောက်ရေမိုးချိုးပြီးတော့အလှပြင်ထားဒေါသထွက်လိုက်တာနဲ့တပြိုင်နက်မျက်နှာအစင်းဟာကိုယ်ကအဲ့ဒီမှာမထိန်နိုင်ဘူးဆိုရင်အပြောအဆိုကလည်းကိုယ်ကာဖြစ်သွားတယ်သွားရလာတာလည်းကိုယ်ကာယဖြစ်သွားတယ်ဟောဒေါသရှိလို့ကိုယ်ကာယတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးအကြည်တံဖြစ်သွားပါတယ်တဲ့ဒါကြောင့်မို့အယုတ်ဆိုးကြည်တံမှုဟာကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဖြစ်သွားခြင်းပါပဲဘယ်သူကဖြစ်အောင်လုပ်လိုက်တော့ဆိုကိုယ်တဏ္ဍာမှာရှိတဲ့ဒေါသစရိုက်ကဖြစ်အောင်လုပ်လိုက်တာဒါဒီဘဝလက်တွေ့အခြေအနေကိုပြောစိတ်ကဏ္ဍဆိုးတတ်တဲ့ဒေါသကိုမထိန်ချုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာအကျင့်ကြီးပါသွားပြီးတော့ဖြစ်လျက်ဘဝမှာလည်းမျက်နှာကြောတင်းတဲ့မျက်နှာကြီးနဲ့သွားဖြစ်တတ်တယ်ဘယ်လို့မှရည်လို့ပြုံးလို့မရတဲ့မျက်နှာမျိုးကြီးဆိုတာပြောဘယ်လို့မှရည်ရင်မဲ့တယ်လို့ထင်ရတယ်ပြုံးရင်ငိုတယ်လို့ထင်ရတဲ့မျက်နှာမျိုးကြီးတွေအဲ့ဒီမျက်နှာပိုင်ရှင်ရှိမရှိတော့ကြည့်ပေါ့ကွာရည်ရင်ငိုတယ်လို့မျက်နှာမျိုးပြုံးရင်လည်းမဲ့တဲ့မျက်နှာမျိုးဒေါသစရိုက်ရှိခဲ့သည့်အတွက်ကြောင့်မျက်နှာမှာခေါရိုးကျိုးပြီးတော့ကိုယ်ရုပ်ဆိုးလို့မရုပ်ဆိုးလို့ဖြစ်သွားနိုင်တယ်တဲ့ဖြစ်နေရကွာဒီလိုဆိုတာကောသလမင်းကြီးရဲ့မိဖုရားမန္လိကာထေဝီသူကတာမန်အယတ်သူတယောက်ပဲပန်းညံတွေကိုစိုက်ပြီးတော့ပန်းရောင်းတာသို့တော့ပ
ညာရှိတယ်တွက်လက်ချက်ချရုပ်ကဆိုးတယ်တွက်လက်ချက်ချတယ်ဘုရင်ကြီးစစ်ရှုံးပြီးတော့သူတို့ပန်းညံဘက်မှာတယောက်တည်းတူတည်းမြင်းကြီးစီးပြီးတော့ပြေးလာတဲ့အချိန်ကျန်တဲ့လူတွေကတော့ဘုရင်ကြီးမြင်းစီးလာတယ်ဆိုတာကြောက်တာနဲ့ပုံနေကြတယ်အဲ့ဒီကလေးမတွေကတော့တွက်တွက်လက်လက်ချက်ချက်ချတယ်ဘုရင်ရဲ့မြင်းကိုလှမ်းပြီးတော့ဖမ်းချုပ်ပြီးတော့ဘုရင်ကြီးကိုဝေကျွေးငယ်ပြုတယ်အပန်းပြေအောင်ကျွေးမွေးဆောင်ရှောက်မြင်းကိုလည်းအစာကျွေးသူ့အဖသူတိတတ်တဲ့အနေနဲ့ပြုစုဆောင်ရှောက်အဲ့ဒီမှာဘုရင်ကြီးကသဘောကျပြီးတော့သူ့ကိုနန်းတော်ခေါ်သွားတာနောက်ပိုင်းကျအဲ့ဒါမန္လိကာမိဖုရားဆိုတာဒီပညာစိုက်ပျိုးတဲ့မိသားစုကလာတဲ့မြို့သမီးတွေအယုတ်ကလှတာမဟုတ်ဘူးရုပ်ဆိုးတယ်တာမန်ရုပ်ပဲတခါတော့ကမန္လိကာဘုရားကိုမေးခွန်းနေမေးတယ်မေးတဲ့တည်းပဲသူဟာရုပ်ဆိုးတယ်တဲ့ဘာဖြစ်လို့ရုပ်ဆိုးတော့ဆိုရသော်ဗျာအတိတ်ဘဝတုန်းကဒေါသစရိုက်တွေရှိခဲ့လို့ရုပ်ဆိုးတာတဲ့ဘုရင်ကြီးကသူ့ကိုလှမ်းလို့ပါလို့မိဖုရားမြောက်တာမဟုတ်ဘူးသွက်လက်ချက်ချလို့မိဖုရားမြောက်တာအင်တမတ်သွက်တယ်အသိဉာဏ်လည်းရှိတယ်ဘုရင်ကြီးရဲ့အကြိုက်ကိုလည်းအားလုံးလိုက်ပြီးတော့လုပ်ပေးတတ်တယ်ဘုရင်ကရမယံခါကျတော့ခတ်ထုံလုံးခတ်ထိုင်လိုက်ကောသလမင်းကြီးကအစာကြီးတာအဲ့တော့အရာရာမန္လိကာမိဖုရားကတွက်တွက်လက်လက်နဲ့အကုန်လုံးလုပ်ပေးတယ်အိမ်မက်ဒီကြောက်ရဲ့16ချက်မဲ့တုံးကလည်းပုံနာတွေသွားမေးတဲ့အခါကျတော့အသက်အန္တရာယ်ရှိတယ်ဌိနန်းစည်းစိမ်အန္တရာယ်ရှိတယ်ဒီအန္တရာယ်ဟာသူ့အကြောက်ဆုံးပဲလေသူ့ရဲ့ယာရုအာဏာထိလာမယ်ဆိုသူကြောက်တာပေါ့အသက်အန္တရာယ်လည်းကြောက်တာအဲ့တော့သူတို့ခိုင်းတာလို့တော့မန္လိကာမိဖုရားကဒါတွေမလုံးနဲ့မြတ်စွာဘုရားရှိတယ်ဘုရားသွားမေးရအောင်မန္လိကာမိဖုရားကလမ်းမှန်ပေါ်ရအောင်လုပ်တာဘုံသားတွေကတရားဝါတွေတတ်ပြီးတော့ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်တဲ့ရစ်ပူဇော်မှုဖြစ်တရားဝါတွေကိုတတ်တဲ့ရစ်ပူဇော်မှုဖြစ်သူ့ရဲ့ဒီအန္တရာယ်ကိုကာကွယ်ဖို့ရရချေတဲ့နည်းကိုပေးတယ်မန္လိကာဝင်ကယ်လိုက်သည့်အတွက်ကြောင့်အသက်အန္တရာယ်ကလူတွေလွတ်ကုန်ကြဒီလိုဉာဏ်ပညာထက်မြက်တယ်လို့ပြောတာအဲ့တော့မန္လိကာမိဖုရားအယုတ်ဆိုးတာလွန်ခဲ့တဲ့ဘဝတွေတုန်းကဒေါသစရိုက်ရှိခဲ့တယ်မပြင်းသည့်အတွက်ကြောင့်ဒေါသစရိုက်ကြီးမားသည့်အတွက်ကြောင့်အယုတ်ဆိုးအကြီးတန်းတဲ့ဘဝရောက်တယ်လို့ပြောတယ်အေးယုတ်ဆိုးကြီးတန်းစေတာဆိုတာဒေါသဖြစ်နေတဲ့အချိန်မှလည်းအယုတ်ဆိုးကြီးတန်းတယ်ဒီဒေါသနဲ့ပြုလုပ်တဲ့ကံတရားကအကျိုးပေးလို့လူဘဝမှာဖြစ်ပြီးဆိုရင်လည်းအယုတ်ဆိုးအကြီးတန်းမှာပဲဒီလိုပြောတာနော်အယုတ်ဆိုးကြီးတန်းတယ်ဒါကြောင့်မို့ဉာဏ်တွေရဲ့အကြိုက်ဖြစ်ပါတယ်လို့ဒေါသစရိုက်ကိုချွတ်နိုင်ပါလို့ရသော်ပြဟောတယ်နောက်ဒုတိယနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့အခြေအနေတစ်ခုရသော်ပြမတည့်တဲ့လူတယောက်ဟာစိန်ကြကြနဲ့ချမ်းချမ်းသာသာအိပ်ဆက်တာမကြည့်ချင်ဒုက္ခရောက်ပြီးတော့အိပ်ဆက်တာကိုကြည့်ချင်စင်စင်ရဲရဲအိပ်ရတာကိုကြည့်စေအဟောဝတ္တဟာဒုက္ခတရေရကိုမတည့်တဲ့လူဟာအိပ်တဲ့အခါမှာနစ်နစ်ချိုက်ချိုက်ချမ်းချမ်းသာသာမအိပ်ရပါစေနဲ့ဒီလူအိပ်မပြောလို့ဒုက္ခရောက်ပါစေဆိုတာရန်သူတွေကလိုလားတယ်ချမ်းချမ်းသာသာအိပ်ဆက်မှုကိုသူတို့ဘယ်တော့မှမကြိုက်ဘူးအဲ့ဒီမကြိုက်တဲ့အတိုင်းပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းချမ်းသာသာနဲ့အေးမြတ်မြတ်အိပ်ဆက်ရမှုတွေဆုံးရှုံးသွားတယ်သူဟုတ်တယ်စိတ်တိုနေတဲ့ညကိုကြည့်ပေါ့စိတ်တွေဆိုးနေတဲ့ညမှာဆိုရင်အိပ်မပြောတဲ့လူတွေရှိတယ်ဘလောက်ကောင်းတဲ့အိပ်ရာပေါ့အိပ်မွေးရာကဘလောက်ကောင်းကောင်းနေရာကဘလောက်ကောင်းကောင်းစိတ်ထဲမှာမကြေမနက်ဖြစ်နေပြီဆိုလို့ရှိရင်အိပ်လို့မရ
ဒါအမှန်တမ်းထင်ရှားတယ်ပေါ့နော်အဲ့ဒါရန်သူအကြိုက်ဖြစ်သွားတာပဲတဲ့ဒါကဒုတိယအချက်ကိုပြောတယ်တတိယအချက်ကဘာပြောတော့ဆိုအဟောဝတ္တယံနပစုရတောအတ္တရန်သူတယောက်ကမိမိနဲ့မတည့်သူကိုအကျိုးတရားတွေကောင်းကျိုးချမ်းသာတွေများများကြီးမဖြစ်ထွန်းပါစေနဲ့မဖြစ်စေချင်ဘူးအကျိုးမပေးစေချင်စီးပွားလည်းမဖြစ်စေချင်ဘူးနော်ဗျာဒုဂုံသိမတိုးစေချင်ဘူးကောင်းတဲ့နေကြောကြတာလည်းမဖြစ်စေချင်ဘူးဟောအဲ့ဒါလိုလားတယ်ဒေါသရှိတဲ့ပုဂ္ဂိုလ်ဟာရန်သူတယောက်ကလိုလားတဲ့အတိုင်းပဲဒေါသထွက်နေသည့်အတွက်ကြောင့်သူကအကျိုးမဲ့ကိုအကျိုးရှိတယ်ထင်တယ်အကျိုးရှိတဲ့အရာကိုတော့အကျိုးမဲ့လို့ထင်တယ်နော်ကောင်းတာကိုအဆိုးလို့ထင်တယ်အဆိုးကိုကောင်းထင်တယ်ထင်သည့်အတွက်ကြောင့်လွယ်လွယ်မှားမှားဒေါသနဲ့ဆုံးဖြတ်ပြီးတော့လောက်ကင်သည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးဆိုတဲ့နေရာသူ့မှာကောင်းကျိုးဖြစ်ဖို့ရမဖြစ်တော့ဆိုးကျိုးတွေပဲဖြစ်တယ်သူလုံးသမျှအလုပ်တွေဟာကောင်းကျိုးချမ်းသာတွေတိုးပွားဖို့မဖြစ်ဘဲနဲ့ဆိုးကျိုးတွေဆင်းရဲဒုက္ခတွေဖြစ်ဖို့အတွက်အဲ့ဒီလမ်းကိုရှောင်ပြီးဖြစ်နေတတ်တယ်တဲ့ဒါကြောင့်မို့ဒေါသစရိုက်နဲ့ဒေါသစရိုက်ကိုမထိန်နိုင်မသိမ့်နိုင်ဘူးဆိုရင်ရန်သူရဲ့အကြိုက်ဖြစ်သွားမယ်ဒီလိုဆိုတာနော်နံပါတ် 4ကျတော့ဘာပြောအဟောဝတ္တဟံနဘောဂဝါအတ္တဒီကောင်ချမ်းသာကြွယ်ဝတဲ့လူမဖြစ်ရင်ကောင်းမယ်ကိုယ်နဲ့မတည့်တဲ့လူချမ်းသာတာမကြိုက်ဘူးဆင်းရဲမွဲတေတာကိုသဘောကျတယ်ရန်သူကချမ်းသာတာမကြိုက်ဘူးအဲ့ဒါလို့သူကစိတ်စိတ်ဥစ္စာတွေကြွယ်ဝချမ်းသာတာကိုမကြိုက်ဘူးအဲ့တော့သူမကြိုက်တဲ့အတိုင်းပဲဒေါသစရိုက်ကိုမချိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာဒေါသအလျောက်ခြေလွန်လက်လွန်တစ်ခုခုလုံးလိုက်ပြီဆိုရင်ဘာဖြစ်ရဆုံးမှုတစ်ခုကျွလွန်သွားကျွလွန်တဲ့အခါမလုံးတဲ့နာကိုလုံးပြီးသည့်အတွက်ကြောင့်ပစ္စည်းတွေသိမ့်ခံရှိတဲ့ပစ္စည်းတွေသိမ့်ခံရတဲ့သိမ့်ခံရတဲ့အခါစီစဉ်ဥစ္စာချမ်းသာကြွယ်ဝမှုကနေပြီးတော့ဆင်းရဲမွဲတေတဲ့အဆင့်ရောက်တော့ပစ္စည်းတွေပြက်ဒီလိုအခြေအနေမျိုးရောက်သွားတယ်အဲ့ဒါဘယ်သူကဖြစ်အောင်လုပ်လို့ဒေါသစရိုက်ကဖြစ်အောင်လုပ်တာရန်သူဖြစ်စေခြင်းနဲ့အတိုင်းဖြစ်သွားတယ်အာကိုလည်းဒေါသစရိုက်ကိုနှိမ်နှင်းဖို့လိုအပ်တယ်လို့ပြောတယ်နံပါတ် 6အဟောဝတ္တဟံနမိတ္တဝါအတ္တကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ရန်သူတယောက်ကိုမိတ်ဆွေမပေါ်ရင်ကောင်းမှာအတိအကျမ်းမိတ်ဆွေအပေါင်းအသင်းတွေမများတာကိုကြိုက်တယ်တကောင်ကျွတ်နေတာကိုသဘောကျအပေါင်းအသင်းမရှိတကောင်ကျွတ်နေတာကိုသူသဘောကျတယ်အဲ့ဒီမိတ်ဆွေမရှိစေခြင်းနဲ့အတိုင်းပဲဒေါသရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့ဒေါသမထိန်နိုင်မသိမ့်နိုင်ဖြစ်ပြီဆိုရင်မိတ်ဆွေတွေကလည်းခပ်ဝေးဝေးနေကြတယ်ဆွေတွေမျိုးတွေကလည်းဒီလူကပြောလို့မရဘူးထစ်ခနဲရှိဆိုဟူတိုင်းတိုင်းလုံးတတ်တယ်ရှောင်ရတယ်ဆွေတွေမျိုးတွေကရှောင်သွားတယ်မိတ်ဆွေတွေကရှောင်သွားတယ်ဝေးဝေးကနေကြတယ်သူအဲ့တော့အလို့လျောက်သူဟာအပေါင်းအသင်းမဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒေါသစရိုက်ရှိသည့်အတွက်ကြောင့်သူ့ဒေါသကိုယွံမုန်းပြီးတော့လူတွေဟာအပေါင်းအသင်းသိမ့်မလုပ်ကြတော့ခပ်ဝေးဝေးနေကြတဲ့အဆင့်ရောက်သွားတယ်ဒါဟာလဲဒေါသစရိုက်ဟာရန်သူအကြိုက်ဖြစ်သွားနိုင်တယ်ဒီလိုဟောတာနောက်နံပါတ် 9ကျတော့ဗာပြောအဟောဝတ္တယံကာယတ္တဗေဒအပါယံဝိနိဒုက္ကတိအပါယံဝိနိပါဒနိရယဥပပစ္စေယဒီကောင်သေသွားတဲ့နောက်မှာငရဲကြရင်ကောင်းမယ်ဒါနောက်ဆုံးအဆင့်နော်ဒီဘဝမှာလည်းကြီးပွားတာမကြိုက်ဘူးသေသွားရင်လည်းဒီကောင်ငရဲရောက်သွားပါစေ
ရန်သူတွေကကိုယ်နဲ့မတည့်တဲ့အပုဂ္ဂိုလ်ပေါ်မှာအဲ့ဒီလိုပဲဖြစ်စေတယ်သေလဲဒီကောင်ငရဲရောက်သွားရင်ကောင်းမယ်အပေကျသွားရင်ကောင်းမယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေဖြစ်တယ်ကောင်းတဲ့ဘုံကောင်းတဲ့အခြေအနေတွေကိုမဖြစ်စေချင်ဘူးအဲ့ဒီအတိုင်းပဲဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒေါသကိုမထိန်နိုင်သည့်အတွက်ကြောင့်တွေးလိုက်ရင်လည်းဒုစရိုက်ပြောလိုက်ရင်လည်းဒုစရိုက်လှုပ်လိုက်ရင်လည်းဒုစရိုက်သူ့လက်လှုပ်ရက်တွေဟာမကောင်းတဲ့အကျင့်ဆိုးတွေဖြစ်တယ်ဒေါသကိုမထိန်နိုင်လို့လူသားမှုကျွလွန်လိုက်တယ်ဒီနေ့ကဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရညီကိုချင်းသားဖသားမိဒေါသမထိန်နိုင်တော့အမေလည်းတတ်တယ်အဖေလည်းတတ်တယ်ညီလည်းတတ်တယ်ဆိုတဲ့ညမပြေမှာတကယ်ဖြစ်သွားတယ်အကြောင်းအရာလေးတခုစိတ်မကောင်းစေရကြားလိုက်ရဖတ်လိုက်ရပေါ့နော်ဖတ်လိုက်ရအဲ့ဒါဘာဖြစ်တာဘာမှလည်းဖြစ်တော့တာမဟုတ်ခင်းမကျက်သေးဘူးလားမေးရင်ကနေပြီးတော့ဘာသဘောမကျလို့လည်းမသိဘူးအဲ့ဒီမှာဓာတ်နဲ့ခုတ်တဲ့အဆင့်ရောက်ဒီလိုတွေဖြစ်တယ်အဲ့ဒါဘာဖြစ်လို့လဲဆိုဒေါသစိတ်ရိုက်မထိန်နိုင်ရတာတဲ့အင်မတန်မှကြောက်စရာလည်းကောင်းတယ်လောကကြီးမှာဒေါသကိုမထိန်နိုင်လို့ပြဿနာဖြစ်နေတယ်အမှုပေါင်းဟာပြောင်းပြားစွာရှိဒေါသဟာအင်မတန်ကြီးမားတဲ့လက်သည်ကြီးတစ်ခုအဖြစ်လုပ်ငန်းကိုဖြစ်တဲ့အခါဒေါသလောက်အနုပြုဘုံကလူတွေအများကြီးသေကောင်းသေစေကောင်းသေစေနိုင်တော့လဲဒေါသလို့လူတိုင်းရဲ့ဘဝကိုဖျက်ဆီးတာမဟုတ်ဘူးနော်သေသွားရင်တဘဝပဲသေခြင်းသေပဲနောက်ဘဝကျကောင်းတဲ့ပုံရောက်ချင်အောင်ဒေါသရဲ့အဖျက်ဆီးခံရတဲ့ပုဂ္ဂိုလ်ကတော့နောက်ဘဝလည်းမျောလင်းချက်မရှိဘူးနော်တဘဝတည်းမဟုတ်ဘူးတန်တရားအထိအောင်သူ့ရဲ့အကျိုးဆက်အ ਨੇ ဆုံးရုပ်ပြက်ဆင်းပြက်ရုပ်ဆိုးအကြီးတန်းဘဝရောက်စေမှာပဲငှက်ဖြစ်ရင်တောင်မှပဲရုပ်ဆိုးတဲ့ငှက်ဖြစ်တယ်ရုပ်ဆိုးတဲ့ငှက်ဗမာပြည်ကတော့ဘာဖြစ်လို့လဲမသိဘူးလက်ကောင်းတယ်ဆိုပြီးတော့ဇီးခွက်ရုပ်ကိုထားကြတယ်ဇီးခွက်ဟာတော်ရုပ်ဆိုးတယ်လို့ဆိုတာမျက်လုံးကပြူပြီးတော့နှာခေါင်းကချောနေနှုတ်သီးကချောနေချီးခန်းကဘာပြောတော့ကဘာဥကာလ950ဇတ်ထဲမှာငှက်တွေကဘယ်သူကိုမင်းမြောက်ရင်ကောင်းမလဲအကြီးကဲအရာထားရင်ကောင်းမလဲလို့ငှက်တပင်တွေရဲ့အစည်းအဝေးလုပ်တဲ့အခါမှာအလုံးကဇီးခွက်ဟာပညာရှိတယ်ပေါ့နေတာထိုင်တာတည်ကြည်တယ်ဇီးခွက်ကိုပညာရှိရဲ့သရုပ်ဆိုပြီးတော့ဇီးခွက်ကိုအကြီးကဲအရာထားမယ်လို့အလုံးကသဘောတူကြတယ်ဘယ်သူကကန့်ကွက်တယ်ဆိုကြီးကန်းကကန့်ကွက်ကြီးကန်းအကြောင်းပြတာလေပြတော့တယ်နော်သူကဘာအကြောင်းပြနမေရုစတိဗတ္ထန္တိဥလူကတ္တဘိတိစတဇီးခွက်ကိုတော့အကြီးကဲရာထားတာသူသဘောမကျပါဘူးတဲ့သဘောမကျဘူးတဲ့သူကကန့်ကွက်တယ်ကြံတဲ့ငှက်တွေကအကုန်ထောက်ခံကန့်ကွက်တယ်သူကဘာအကြောင်းပြတော့ဆိုအကုဋ္ဌတ္တမုခံပတ္တစိတ်မဆိုးတဲ့သူ့မျက်နှာပဲကြည့်လိုက်ပါတဲ့ကြောက်စရာကြီးမျက်လုံးကြီးကပြူပြီးတော့နှုတ်သီးကြီးကချောနေမျက်နှာကြီးကဝိုင်းဝိုင်းကြီးနဲ့မျက်လုံးပြူပြူကြီးနဲ့နှုတ်သီးချွန်ချွန်ကြီးနဲ့အကုဋ္ဌတ္တမုခံပတ္တစိတ်မဆိုးတဲ့သူ့မျက်နှာဟုတ်တယ်ဇီးခွက်ကပြုံးလို့မှမရသူ့မျက်နှာကြီးကအဲ့ဒီလိုဖြစ်နေပြုံးတဲ့မျက်နှာပဲရှိပြုံးမရတဲ့မျက်နှာတွေကအများကြီးရှိတယ်ကြားတွေလည်းပြုံးလို့မရဘူးကြောင်တွေလည်းပြုံးလို့မရခွေးကမှနှစ်ရွက်နောက်ပစ်လိုက်လို့ရှိရင်ပြုံးရောင်တန်းနေတယ်နော်တိရစ္ဆာန်တွေထဲမှာပြုံးမရတဲ့မျက်နှာတွေတော်များတယ်ပြုံးလို့ရတဲ့မျက်နှာတော်ရှားတယ်ဘာဖြစ်လို့လဲဆိုတော့လောကလူတွေဟာပြုံးခဲ့တဲ့နဲ့တူပါတယ်ကြည့်ဒေါသကလွှမ်းမိုးထားသည့်အတွက်ကြောင့်ပြုံးလို့မရတဲ့မျက်နှာတွေနဲ့ဖြစ်နေတယ်မပြုံးကျင်လို့တော့ပြုံးလို့မရဘူးဇီးခွက်ကြီးကလည်းပြုံးကျင်လို့မှပြုံးလို့မှမရဘူးသူကဘယ်လိုလုပ်ပြုံးအဲ့ဒီမှာကြီးကန်းကကန့်ကွက်လိုက်တာအကုဋ္ဌတ္တမုခံပတ္တစိတ်မဆိုးတဲ့ဇီးခွက်ရဲ့မျက်နှာကြည့်လိုက်ပါတဲ့
ကထံကုတ်တော်ဘဝိတ္တိစိတ်ညာဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကန့်ကွက်လိုက်တဲ့အခါမှာကြီးခွက်ကကြီးကန်းကိုသူများထောက်ခံရတဲ့မင်းကကန့်ကွက်ရမလားလို့ဆိုပြန်ဖြစ်ကြအဲ့ဒါကြောင့်မလို့ခဏအထိကြီးကန်းကနေ့အခါမှာထွက်တယ်ကြီးခွက်ကညအခါမှာထွက်တယ်တွေ့ရင်တော့ချမ်းသာမပေးဘူးကြီးခွက်ကနိုင်ရင်လည်းကြီးကန်းကိုချမ်းသာမပေးဘူးကြီးကန်းကလည်းကြီးခွက်ဆိုရင်ချမ်းသာမပေးဘူးနေကြလို့ရှိရင်ကြီးခွက်တွေကတစ်ခေါင်းထဲမှာပုန်းနေရတယ်ညကြမှာကြီးကန်းနေအိပ်ပြီးဆိုမှသူကထွက်လို့ရအဲ့ဒါလို့ကပ္ပတိတိကကဘာတီတီထိအောင်ရံပက်ကြီးဖြစ်သွားတယ်အဲ့ဒါလေဒေါသရဲ့အကျိုးဆက်လို့ပြောလို့ရနိုင်တာပဲနော်ပြုံးလို့ရဲလို့မရတဲ့မျက်နှာပိုင်ရှင်ကြီးတွေမဖြစ်ကြပါစေနဲ့လို့ပဲဒီလိုပြောရပါမယ်နော်ပြုံးလို့ရတဲ့မျက်နှာလေးဟာအမတမကောင်းဒါကြောင့်မို့လို့မြတ်စွာဘုရားကြတော့ချီးမွမ်းတဲ့အခါပဟန္တိတမိဟိတပုပ္ပင်ကမပဟန္တိတပမုခမျက်နှာပြုံးတယ်စကားပြောလို့ရှိရင်ပြုံးပြီးမှပြောတယ်ဒီလိုမျက်နှာကြည့်လိုက်တာနဲ့ပဲမိဟိတပုပ္ပင်ကမပြုံးပြီးမှပြောလို့ရှိတယ်မေတ္တာဓာတ်ရဲ့အရှိန်ဟာလူရဲ့မျက်နှာကိုပြုံးရွှင်အေးချမ်းစေတယ်ဒါကိုပြောတာဒေါသဇယိုက်ကဒေါသဇယိုက်နဲ့ရန်သူအကြိုက်ဆိုဒေါသဇယိုက်ဟာအလုံးရန်သူအကြိုက်တည်းဖြစ်သွားနောက်ဆုံးမှာဒေါသဇယိုက်လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာစာပေကျမ်းကမှာဒေါသနဲ့သေလို့ရှိရင်ငရဲကြတယ်ရေပုံရစကားနဲ့ပြောတယ်နော်ဒေါသနဲ့သေရင်လောဘနဲ့သေရင်ပြိတ္တာတဲ့ဒေါသနဲ့သေရင်ငရဲမောဟနဲ့သေလို့ရှိရင်တိရစ္ဆာန်လို့ဒီလိုဒါကတော့ရေပုံရနဲ့ပြောတယ်ပေါ့နော်အဲ့တော့ဒေါသကပို့ပြီးတော့ဆိုးတဲ့အဓိပ္ပာယ်ရငရဲကြတာနဲ့စာရင်ပြိတ္တာနဲ့တိရစ္ဆာန်ဖြစ်တာတော်သေးတယ်လို့ပြောမှာအပယ်လေးပုံဆိုပေမဲ့တချို့တိရစ္ဆာန်တွေကြတော့ဘလောက်ဟုတ်တော့တတိအိမ်မှာနေတဲ့တိရစ္ဆာန်တွေကြတယ်ဟုတ်လားတနေ့ကလာတဲ့ခွေးကြီးတကောင်ကာနယ်ဒေါ့နော်ဘုံမူကြီးဆင့်ရှိတယ်ကျွေးထားတယ်ဘာသာတွေပဲပေးပြီးတော့ဒီလိုထီအောင်အနောက်နိုင်ငံတွေမှာအမေရိကန်လာတဲ့ခွေးကြီးอ่ะအဲ့လောက်ထီအောင်ဟိုကျွေးမွေးနဲ့အဲ့လိုတာတတိအိမ်မှာရှိတဲ့ခွေးတွေဆိုမဲ့တမန်လူတယောက်မစားနိုင်တဲ့အစာမျိုးစားနေတာခွေးဖြစ်ပေမဲ့လို့ဒါနကောင်းမှုရှိသည့်အတွက်ကြောင့်ကောင်းတယ်ကုသိုလ်ရဲ့အကျိုးခံစားဘယ်လိုပြောလဲခွေးဖြစ်သွားတာတော့အကုသိုလ်ကြောင့်ဖြစ်တာသို့တော့အဲ့ဒီအကုသိုလ်ကိုကုသိုလ်ကနေဝင်ပြီးတော့ကယ်ပေးထားပြီးတော့ချမ်းချမ်းသာသာနေခွင့်ရအောင်ဖန်တီးပေးထားတယ်ဒီလိုဆိုတာပေါ့ကုသိုလ်နဲ့အကုသိုလ်ဆိုဒီလိုပဲရှိအဲ့တော့ဒီနံပါတ်9မှာဆိုရင်ရန်သူကဒီပုဂ္ဂိုလ်တယောက်နောက်ဆုံးအနေနဲ့သိသွားရင်တော့ကောင်းရမရောက်စေချင်ဘူးဆိုတဲ့ရန်သူရဲ့လူလားချက်မတည့်တဲ့ပုဂ္ဂိုလ်ရဲ့လူလားချက်ကရှိတယ်တဲ့ဒါကြောင့်မို့ရန်သူအကြိုက်တိုင်းဒေါသဇယရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့မြတ်စွာဘုရားဒီသုတ္တံမှာတတိပေးတဲ့အနေနဲ့ဟောတာဒါတွေကစဉ်းစားစရာတွေကြီးပဲနော်ကိုယ်အနေနဲ့လည်းကြိုက်စရာတခုမှမရှိဘူးနော်လူတိုင်းဟာဘာဖြစ်ချင်ကွက်ကိုမေးချင်လူတိုင်းဟာကြည့်စဉ်းစားခြင်းနဲ့နံပါတ်1စဉ်းစားခြင်းလှခြင်းနဲ့ပခြင်းနဲ့နံပါတ်2ချမ်းသာသာအိပ်စက်ခြင်းနဲ့နံပါတ်3ကျိုးစည်းဝါးတွေအများကြီးဖြစ်ထွန်းခြင်းနံပါတ်4စီးစိမ်ဥစ္စာတွေကြွယ်ဝချမ်းသာခြင်းနဲ့နံပါတ်5အချမ်းရံတွေပေါ်ပြစေခြင်းနဲ့နံပါတ်6မိတ်ဆွေတွေပေါ်များခြင်းနဲ့နံပါတ်9တည်တဲ့အခါမှာကောင်းရသူတွေရောက်ချင်တယ်ဒါလူတွေရဲ့လူဆန္ဒပဲပေါ့အဲ့ဒီလူဆန္ဒတွေကိုဖြည့်ဆည်းပြတာဘယ်သူကဖြည့်ဆည်းလဲဆိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာမ
ထိန်နိုင်မသိမ့်နိုင်လို့ဖြစ်လာတဲ့ဒေါသကဖြည့်ဆည်းပြနိုင်တယ်ဒါကြောင့်မို့ဒေါသကိုတတိထားပြီးတော့ချိုးနေရမယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီသုတ္တမှာဆက်ပြီးတော့ဟောတဲ့ထဲကကောင်းထုတ်ပြီးဖော်ပြရမယ်ဆိုရင်အနတ္ထဇနနောကောရောတဲ့ဒေါသတရားစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဒေါသတရားဟာအကျိုးမဲ့ကိုထုတ်လုပ်တတ်တယ်။ကောင်းကျိုးချမ်းသာကိုမဖြစ်စေဘူး။တချို့ကဒေါသဟာကောင်းတယ်လို့ဆိုတာရှိသေးတယ်။ဒေါသဖြစ်တာကောင်းတယ်။တကယ်ကတော့ဒေါသဖြစ်တာလုံးဝမကောင်းပါဘူးလို့ပြောလုဒေါအဋ္ဌနာဇာနာတိလောဘဒုဋ္ဌောအဋ္ဌနာဇာနာကုဋ္ဌောအဋ္ဌနာဇာနာစိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကြောင်းအကျိုးကောင်းဆုံးမသိဘူးတဲ့ဟုတ်တယ်စိတ်ဆိုးနေတဲ့အချိန်ကျဘိုးမမြင်လေမမြင်ပဲဘာမှမသိဘူးနတ္တဟိရိပတ္တပံဒေါသထွက်နေတဲ့အချိန်မှာရှက်ရမှလည်းမသိတော့ကြောက်ရမှလည်းမသိနော်အရှက်တွေအကြောက်တွေကုန်သွားတယ်အဲ့ဒီအချိန်ရှက်တယ်ကြောက်တယ်ဆိုတဲ့ဟိရိပတ္တပတရားဟာလူတွေရဲ့ dignity ကိုထိမ့်သိမ့်တဲ့တရားတွေပဲဟိရိဝတ္တပလူတော်လူကောင်းတွေဟာဟိရိဝတ္တပတမ္မုဋ္ဌကိုယ်သိက္ခာကိုထိမ့်ဒေါသဖြစ်လာလို့ရှိရင်တဲ့အရှက်မဲ့သွားတယ်ကြောက်လန့်မှုတွေကင်းသွားတယ်ဒါလို့ဆိုလိုတာနောက်တစ်ခုကကုဋ္ဌောဟိပိတရဟန္တိကုဋ္ဌောဟန္တိတမတရလောကမှာကိုယ့်ပေါ်မှာဒီကျေးဇူးကြီးမားဆုံးပုဂ္ဂိုလ်ဆိုတာရှာလိုက်ရင်အမေနဲ့အဖေဘာဖြစ်လို့ကျေးဇူးကြီးမြတ်စွာဘုရားက၃မျိုးနဲ့ပြောထားတာမိဘကျေးဇူးဆိုတာဘာလဲလို့ပြောသမှာဆိုရင်ဘုရား၃ခုနဲ့ပြည့်အောင်ပြောတယ်အဲ့ဒါကိုမှတ်သားထားဖို့ဘုရား၃ခုနဲ့ပြောတာ၃ခုကဘာလဲအာပါဒကအန္တရာယ်မကြရအောင်ကိုယ်စကားမပြောတတ်ခင်နော်မသွားတတ်ခင်မလှုပ်တတ်ခင်ကိုကစောင့်ရှောက်လာခဲ့တယ်။ဩတကမစားတတ်ခင်ကလေးကကျွေးလာစောင့်ရှောက်တယ်ကျွေးမွေးတယ်တတ္တိယပါတော့ဣမတ္တလောကတ္တဓတ္တိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာလူပြည်ကိုလာခွင့်ပေးတာမိဘကခုခေတ်မှာဆိုတချို့မိဘတွေကလာခွင့်မပိုးပဲနဲ့ abortion လုပ်ပလိုက်ရင်ဘယ်လိုလုပ်နော်လာခွင့်မပေးဘူးလေလူတိုင်းလောကကြီးတဲ့လာခွင့်ပေးတာမှမဟုတ်တာလာခွင့်မပေးတာတွေတော်တော်များတယ်နော်လာခွင့်မပေးတာတွေတော်တော်များလားအဲ့တော့လူဖြစ်ချင်လို့တောင်မှလွယ်တာမှမဟုတ်တာတချို့နိုင်ငံတွေဆိုရင် family plan တွေလုပ်ပြီးတော့လာခွင့်မပေးဘူးတားထားချမ်းသာတဲ့အိမ်တွေဆိုလဲအများကြီးလာမှကြောက်လို့တားတယ်ဒါလောကကြီးဟာအတားအဆီးခံနေရတယ်လူသားတွေမနုဿတ္တဘာဝဒုံလဘောလူအဖြစ်ရခဲ့တယ်ဆိုတော့တာမန်ကုသိုလ်နဲ့လည်းမရဘူးရောက်ဖို့ရကုသိုလ်လေးကပေးလိုက်တာသိပြီးတော့မတန်ဆွမ်းမှုဆိုလို့ရှိရင်အတားခံရရတယ်နော်လူကရောက်မလားသေချာစဉ်းစားကြည့်ပေါ့အဲ့တော့ဣမတ္တလောကတ္တဓတ္တိတာတော့ဒီလောကကြီးကိုလာခွင့်ပေးပြီးဒီလောကကြီးနဲ့စုံစည်းခွင့်ပေးတာဘာလို့လဲအမေအဖေပဲဒါကြောင့်မို့ဒီကျေးဇူးတွေဆိုပါစို့မိဘကကိုယ့်ကိုစောင့်ရှောက်တာကိုသားသမီးကပြန်စောင့်ရှောက်လို့ရတယ်မိဘကကိုယ့်ကိုကြွေးခဲ့တာကိုသားသမီးကပြန်ကြွေးလို့ရတယ်သို့တော့လောကကြီးထဲလာခွင့်ပေးတာမိဘသာလည်းဖြစ်တယ်သားသမီးကမိဘကိုလာခွင့်ပေးတာမဟုတ်ဘူးအဲ့ဒီကျေးဇူးကြောင့်ဆက်လို့မကြည်ဘူးလို့ပြောတာကိုကြွေးခဲ့တာပြန်ကြွေးရင်ရတယ်နော်စောင့်ရှောက်တာပြန်စောင့်ရှောက်လို့ရတယ်သို့တော့လောကကြီးနဲ့စုံစည်းခွင့်ပေးတာကြတော့အမေအဖေကကိုယ့်ရဲ့အရင်မွေးတာဆိုတော့ကိုပေးတာမဟုတ်ဘူးလေဟောသားသမီးကဘလို့မှမိဘကိုဒီတတ္တိယကျေးဇူးကိုကောင်းဆတ်နိုင်တာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားမိဘကျေးဇူးမကုန်ဘူးလို့ပြောတာဒီနည်းနဲ့ဆက်ရင်မကုန်သို့တော့တရားဓမ္မရှုထောင့်ကဆက်မယ်ဆိုရင်ကုန်တယ်လို့ဒီလိုဟောထားတယ်ဘယ်သူကပြောတယ်တော့မသိပါဘူး
ဗမာစကားထဲမှာမြတ်စွာဘုရားတောင်မှပဲတာဝရိန္ဒနတ်ပြည်တက်ပြီးတော့အဘိဓမ္မာတရားဟောတာနှုတ်နှလုံးထဲကနှုတ်ဘိုးတစ်လုံးပဲခြေသေးတယ်နဲ့ပြောတာတန်ဖိုးဖြတ်ထားတာမှမဟုတ်တာတစ်လုံးဘိုးနှလုံးဘိုးလို့ခွဲเสียမှမရှိပဲနော်မြတ်စွာဘုရားဟောထားတဲ့တရားအရာဓမ္မနဲ့ကျေစုဆိုင်ရင်ခြေတယ်လို့ပြောတာအဲ့တော့မြတ်စွာဘုရားအဘိဓမ္မာတရားဟောပေးလို့မေတော်မိနတ်သားသောတာပန်ဖြစ်သွားတယ်ခြေတယ်တစ်လုံးဘိုးမဟုတ်ဘူးမကုန်ခြေတယ်လို့ပြောဒီလိုယူရမှာဘယ်သူကစထွင်လိုက်တယ်တော့မသိဘူးအဲ့ဒီလိုလွယ်လွယ်မာမာတွေအလွန်ကျွံပြောရင်းကနေပြီးတော့ချော်ထွက်သွားတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒီလိုဖြစ်တယ်အဲ့တော့ကြည့်ဒေါသထွက်လာပြီဆိုလို့ရှိရင်ယာယမာတုပတောပေါ်တော့ဣမံလောကံအဝိခတိမိဘရဲ့ခြေဆုကြောင့်ဒီလောကကြီးနဲ့တွေ့ရတယ်တံပိပါဏတထိန်တန်တန်အဲ့ဒါလို့ကိုယ်အသက်ပေးခဲ့တဲ့အမေကိုလည်းဟန္တိကုတ်တော်ပုထုဇဏောဒေါသထွက်နေတဲ့ပုထုဇဉ်ဟာတပ်ပိတတ်တယ်အဲ့ဒါအပြစ်ကြီးတယ်လို့ပြောတယ်မဟာတာဝိစ္စဒေါသဆိုတာအလွန်ပြစ်ကြီးတယ်သို့တော့ခိပ္ပဝိရာဂိပြည်လွယ်တယ်လို့ပြောတယ်နော်ဒါလူတိုင်းအတွက်တော့ဟုတ်ချင်မှဟုတ်မှာပေါ့အညိုတေးများတဲ့ပုဂ္ဂိုလ်ကြအတော်နဲ့ချိန်မှာမဟုတ်ဘူးလေဒါသို့တော့မြတ်စွာဘုရားကလောဘလောက်မပြင်းထန်ဘူးဘာလို့လဲဆိုလောဘကိုယဟန္တာဖြစ်မှအကုန်ပယ်နိုင်တယ်ဒေါသကြတော့အနာဂံနဲ့ပဲပယ်လို့ရသွားတယ်ဆိုတော့ပြေလွယ်တယ်လို့ပဲပြောရမှာခိပ္ပဝိရာခိဒေါသဟာပြေလွယ်တယ်သို့တော့အပြစ်ကြီးတယ်လောဘကြတော့အပ္ပတဝိသောအပြစ်နဲ့တယ်ဟုတ်တယ်သားနဲ့သမီးနဲ့မိဘနဲ့ကိုယ်ပစ္စည်းနဲ့ဒီလိုနေသည့်အတွက်ကြောင့်ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်နေလို့ရှိရင်အပင်ငရဲမကြဘူးနှက်ပြေရောက်တယ်လောဘရှိနေပြီမဲ့လို့အပ္ပတဝိဇ္ဇအပြစ်နဲ့တယ်ဒန္တဝိရာဂိတဲ့ပျောက်ခဲတယ်လို့ပြောတယ်လောဘကိုဖယ်ဖို့ဆိုတာအမှန်တမ်းခဲနေလို့ဒီလိုပြောတာအေးမြတ်စွာဘုရားကအတုပမာဟိတေတတ္တအတ္တာဟိပရမောပိယောလောကလူတွေဟာအချစ်ဆုံးဟာကိုယ့်ကိုယ်ကိုပဲကိုယ်နဲ့နိုင်မရိုင်းကိုချင်းစာတရားထားပြီးတော့ဒေါသတရားကိုချုံးနိုင်ရမယ်တဲ့ဒေါသဖြစ်လာပြီဆိုရင်သူများကတတ်တာမဟုတ်ဘူးအသိနာဟန္တိအတ္တနာကိုယ့်ကိုယ်ဓာတ်နဲ့ထိုးပြီးတော့တတ်တဲ့လူတွေရှိတယ်ဝိတံခရန္တိနော်မုတ်စီတော့တွေးဝေပြီးတော့မဆုံးဖြတ်နိုင်ပဲနဲ့အစိတ်စားပြီးတော့တည်တဲ့ပုံကိုယ်တွေရှိရိစုယာပစ္စညီယတိပပတမပိကန္တရေကျိုးဆွဲချတည်တဲ့လူရှိတယ်တောင်ပေါ်ကနေခုံချတယ်ခုခေတ်ဆိုရင်တရားပေါ်ကခုံချတယ်တိုက်ပေါ်ကခုံချတယ်အဲ့ဒါတွေကဘာကြောင့်လဲလို့ဆိုရင်ဒေါသကြောင့်ဒီလိုဖြစ်ရတာဒေါသတရားကြောင့်ဒါကြောင့်မို့မြတ်စွာဘုရားကဘူဏဟစ္စာနိကမ္မာနိအတ္တမာရဏိယာနိစာဒေါသဆိုတဲ့တရားဟာဘူဏဟစ္စာကြီးပွားတိုးတက်မှုကိုဖျက်ဆီးတယ်လို့ပြောကြီးပွားတိုးတက်မှုလူတစ်ယောက်ရဲ့ကြီးပွားရေးကိုဖျက်ဆီးနိုင်အတ္တမာရဏိယာတဲ့ကိုယ့်ကိုသိအောင်လုပ်နိုင်ကရွန်တာနာဝဘုဇ္ဇံတိအဲ့ဒါလို့လုပ်နေတာတောင်မှပဲဒေါသကြောင့်လုပ်တယ်လို့ဆိုတာကိုနားမလည်ဘူးအဲ့ဒီချိန်မှာဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာနားလည်မှုမရှိဘူးတဲ့ကောဒသာတောပရာဘောဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာပျက်စီးဆုံးရှုံးမှုနဲ့ပဲဆုံးသတ်ရတယ်တဲ့ဣတာယံကောဒရူပေနမစ္စုပါတောခုခာတယောနှလုံးသားထဲမှာဖြစ်ပေါ်ပြီးတော့ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်ပေါ်လာတယ်သေမင်းရဲ့ကြော်ကွင်းနဲ့အလားတန်တူတဲ့သေမင်းရဲ့ကြော်ကွင်းဟာကောဒဒေါသဆိုတဲ့အသွင်နဲ့ဖြစ်ပေါ်လာတာတဲ့တကယ်ကတော့သေမင်းရဲ့ကြော်ကွင်းကြီးပဲတဲ့ဒေါသဖြစ်လာသေဖို့အမှန်တမ်းအကြောင်းနှီးသွားတယ်ဒေါသဖြစ်လာလို့ရှိရင်မစင်မကျင်ဖြစ်လာပြီးသေဖို့ရကိုယ့်ကိုယ်တတ်သိဖို့အများကြီးဖြစ်လာတယ်အဲ့ဒါကြောင့်တန်ဓမေနသမုတ်စိန်တွေပညာဝီရိယေနဒိဋ္ဌိယမှန်ကန်တဲ့အမြင်နဲ့ဒေါသကိုနှိပ်ကွက်ရမယ်ပညာနဲ့နှိပ်ကွက်ရမယ်လုံလဝီရိယနဲ့ဖိနှိပ်ချုပ်ချယ်ရမယ်
ဒေါသကိုလက်ခံမထားနဲ့ဝိရိယနဲ့တွန်းလှန်ဖယ်ရှားရမယ်အသိပညာဖြင့်ဆင်ခြင်စဉ်းစားရမယ်အသိပညာဖြင့်နှိပ်ကွက်ဆုံးမရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ကျန်တဲ့အကုသိုလ်တွေလည်းဒေါသပမာယူပြီးတော့နှိပ်ကွက်ဆုံးမပါတဲ့အဲ့ဒါလို့ဆုံးမပြီးအကုသိုလ်တွေဖယ်ရှားလိုက်နိုင်လို့ဒေါသကင်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ပရိနိဗ္ဗန္တိအနာသောအာသဝဆိုတဲ့စိဝင်တတ်တဲ့တရားတွေအကုသိုလ်တရားတွေကိုယ်စီမှာစိဝင်မလာတော့ပဲနဲ့လုံးဝငြိမ်းချမ်းသွားနိုင်ပါမယ်ဝိတကောထောအနာယသောအ ਨੇ ဆုံးဒေါသမရှိတော့တဲ့ပုဂ္ဂိုလ်ဟာစိတ်ပင်ပန်းတာဘယ်တော့မှမဖြစ်တော့ဘူးဟုတ်တယ်ဒေါသဖြစ်နေစိတ်ပင်ပန်းမှုတွေခံစားရမှာပဲစိတ်ပင်ပန်းမှုကိုဘယ်တော့မှမဖြစ်စေဘူးတဲ့ဝိတကောထောဒေါသကင်းကွာနေတဲ့ပုဂ္ဂိုလ်မေတ္တာနဲ့ဒေါသကင်းသွားတာပဲဖြစ်စေဆင်ញင်တုံတရားနဲ့ဒေါသကင်းတာပဲဖြစ်စေနောက်ဆုံးအနာဂါမိမဲ့နဲ့ဒေါသကိုဖယ်ရှားနိုင်တာဖြစ်စေအနာယာတစိတ်ပင်ပန်းမှုတွေဟာမရှိတော့ပါဘူးတဲ့မရှိတော့သည့်အတွက်ကြောင့်ဒန္တာကောဒံရှင်ကျေးတဲ့ပုဂ္ဂိုလ်တွေဟာကောဒဖယ်ရှားဒန္တာကောဒံပဟံတော်ကိုယ်ကိုဆုံးမလို့စိတ်ဓာတ်ယဉ်ကျေးပြီးသားပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့ဒေါသဇယိုက်ကိုဖယ်ရှားပစ်ပြီးတော့ပရိနိဗ္ဗန္တိအနာသောမျက်စိကစီဝင်လာနိုင်တဲ့အာသဝနားကစီဝင်လာနိုင်တဲ့အာသဝနှာခေါင်းကလျှာကခန္ဓာကိုယ်ကစိတ်ကဓဝရ6ပါးကစီဝင်လာနိုင်တဲ့အကုသိုလ်တရားအာသဝတရားတွေလုံးဝရပ်ဆိုင်သွားပြီးတော့အငြိမ့်တက်ကိုရောက်ရှိမှဖြစ်တဲ့ကိလေသာတွေငြိမ့်မယ်ပထမကိလေသာတွေငြိမ့်သွားရင်အတိတ်ကလုပ်ခဲ့တဲ့ကံတရားတွေငြိမ့်သွားမယ်ကံတရားတွေငြိမ့်သွားရင်နောက်ဆုံးကံရဲ့အကျိုးဖြစ်တဲ့ဥပါဒိလို့ခေါ်တဲ့ဝိပဿနာမဲ့ခန္ဓာတွေငြိမ့်သွားမယ်အလုံးငြိမ့်သွားပြီဆိုလို့ရှိရင်ဒုက္ခလုံးဝဆုံးတတ်ပထမကိလေသာတွေအကုန်ဆုံးတတ်မယ်နောက်ကံတရားတွေဆုံးတတ်မယ်နောက်ပြီးရင်ကံတရားရဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ထုတ်ထားတဲ့အကျိုးတရားတွေဟာဆုံးတတ်သွားမယ်ဒီလိုဆိုတာအဲ့ဒါကိုကြည့်နေဝတ်သုံးပါးလို့ခေါ်တာကိလေသာဝကာမဝဝိပါကဝကိလေသာဝကိုဖယ်ရှားလိုက်တော့ကာမဝကပါငြိမ့်သွားကိလေသာဝနဲ့ကာမဝငြိမ့်သွားလို့ရှိရင်ကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့ဝိပါကဝဟာအရှိန်ရှိတုံးလေးပဲရပ်နေပြီးတော့မိတောက်မိစာမိလျံလေးလို့ပေါ့မိတောက်ကလေးဟာထွန်းထားတဲ့မိတောက်ကလေးဟာစီရှိနေသေးတယ်မိစာရှိနေသေးတယ်ဆိုရင်တောင်းနေအောင်ပါပဲစီကုံမိစာကုံသွားရင်ငြိမ့်ပါပဲအဲ့ဒါလိုပဲကံကိလေသာတွေကထုတ်လုပ်ထားတဲ့ဝိပက်ကမ္မဇယုတ်ဆိုတဲ့ကံရဲ့အကျိုးတရားတွေဟာလည်းပဲနောက်ဆုံးမှာလောင်စာသိမ့်၍မိငိမ့်နေတယ်ဆိုတာလောင်စာထက်မပေးသည့်အတွက်ကြောင့်နောက်ဆုံးငြိမ့်သွားအဲ့ဒါကိုပြောတာပရိနိဗ္ဗန္တိအနာသောချုပ်ငြိမ့်သွားပြီဒုက္ခတွေဆုံးသတ်သွားပြီဒီလိုမြတ်စွာဘုရားသခင်ကိုရမြတ်ကကောရဏတုတ်ကိုဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာအင်္ဂုတ္တရနိကေမှာဟောခဲ့တဲ့ကောရဏတုတ်အနှစ်ချုပ်နာယူမှတ်သားပြီးတဲ့အခါဒုသန္တမှာဒေါသစရိုက်မကင်းနိုင်သေးပြီဒေါသစရိုက်အခုဝါကပဲတို့အဲ့နဲ့ချိုးနေမယ်နော်အသိဉာဏ်နဲ့ချိုးနေမယ်နောက်ဆုံးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့အနာဂါမိမဲ့ဖြင့်ချိုးနေဖယ်ရှားပြစ်မယ်လို့ကိုယ်စီဒေါသတရားကိုဖယ်ရှားအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း